စွာဘုရားရှင်ဤပုံတော်ဘုံတော်ဉာဏ်တော်တို့ကိုအာရုံပြု၍တိလသမာဓိပညာဖြင့်နမောတတ္တသုံးကျင်ရွတ်ဆို၍တရားဆွေးနွေးပွဲကိုစတင်ကြပါစို့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီနေ့တရားဆွေးနွေးပွဲမှာဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့ဆရာကြီးဒေါက်တာဦးစိုးလင်းတရားလဲစကားလဲတရားဟုတ်မဟုတ်လောကအမြင်ဓမ္မအမြင်ဘဝအမြင်များပြောင်းလဲခြင်းစာအုပ်မှာအကြောင်းအရာဒုတိယပိုင်းဖြစ်ပါတယ်ဆွေးနွေးဟောကြားပြပါရန်ဆရာကြီးဒေါက်တာဦးစိုးလင်းအားလူသေးလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာဒီကိုရဲ့အားလားဒီစာအုပ်လေးကိုပြီးခဲ့တဲ့လာကလည်းပေါ့နော်ကျွန်တော်တို့ပထမဆုံးဖွင့်နေတယ်ဒါလေးပြောခဲ့ပါတယ်အဲ့တော့ဒီကတော့ဒီလောကအမြင်ဓမ္မအမြင်ဘဝအမြင်ဆိုရဲပေါ့နော်စနစ်လေးတစ်ခုစတင်ပြပြခဲ့တာအဲ့တော့လောကအမြင်ဓမ္မအမြင်ဘဝအမြင်ဆိုတာဘာလဲဆိုတော့ဒီဟာလေးကကျွန်တော်နှစ်ပေါင်း20လောက်ပေါ့နော်တရားတွေပြောပြီးတဲ့အခါကျမှဒီ system တစ်ခုတည်ဆောက်နိုင် system ဆိုတာမြတ်စွာဘုရားက system တည်ဆောက်တယ်သီလသမာဓိပညာတို့စနစ်တည်ဆောက်တယ်ဒါပေမဲ့လည်းအဲ့ဒီသီလသမာဓိပညာကျွန်တော်ဘုရားတွေကိုရောက်ဖို့နည်းနည်းခဲရင်းနေနော်ဒါပေမဲ့လည်းအတိုင်းအတာတစ်ခုကျွန်တော်သီလသမာဓိပညာရဲ့ဘုရားတွေကိုရောက်အောင်ကျွန်တော်တင်ပြနိုင်ခဲ့ပြီပေါ့နော်လက်တွေ့ဘုရားတွေကို3 in 1နဲ့တင်ပြနိုင်ခဲ့တယ်ပေါ့နော်ဒါပြင်အခုနောက် system တစ်ခုပေါ့ကျွန်တော်တို့အဲ့ဒါကဘာလဲဆိုတော့ဒီလောကအမြင်ရဲ့ဓမ္မအမြင်ရဲ့ဘဝအမြင်ရဲ့စနစ်တစ်ခုကျွန်တော်တို့နှစ်20လောက်ကြာရင်တည်ဆောက်ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်နှစ်20မှာပြောတာဒါတွေပဲ။ဒါပေမဲ့စနစ်တစ်ခုဖြစ်ဖို့ကြတော့တော်တော်လေးကြာခဲ့နော်ဘဝထဲမှာပြောနေတာနေရာမှာသူထွက်ဖို့ကတော်တော်ကြာတယ်။အဲ့တော့လောကအမြင်ဆိုတာဘာလဲဆိုရင်ဘာစဉ်းစားတွေ့ကြတာလဲဆိုတော့လောကဆိုတာဘာလဲဆိုတော့စัจ jin ပတရားတွေတွန်တွဲနေတာဟောလောကအဲ့တော့လောကအဲ့ကိုကြည့်လို့ရှိရင်ဘာပဲပြောမလို့စัจ jin ပဲပြော opposite တွေပဲတွေ့စัจ jin ပတရားတွေပဲတွေ့နေရတယ်ဒါပေမဲ့ကျွန်တော်တို့ကလောကအမြင်တိုင်းကိုယ့်ဘဝတွေမှာပဲဒါအမြင်တော့ဒါပဲကျင့်သုံးတာပြောနေတာဒါအမြင်တိုင်းပဲစဉ်းစားရင်လည်းပါဖြစ်တယ်လိုပဲစဉ်းစားတယ်ဘလို့စဉ်းစားတယ်စัจ jin ပဲနဲ့ပဲစဉ်းစားတယ်အဲ့တော့လင်းနေပေါင်းတွေအပူတွေအေးတွေနောက်ဆုံးတော့ယောက်ျားနဲ့မိန်းမပေါ့နော်လက်ကမှဘယ်လဲညာလက်အကုန်လုံးစัจ jin ပဲတွေအဲ့တော့ကျွန်တော်တို့လောကနဲ့ဘဝနဲ့လည်းလောကမြင်ရလဲစัจ jin ပဲတွေနဲ့တွေ့ကြုံနေရတဲ့ experience ပေါ့နော်ကိုဖြတ်တန်းတဲ့တွေ့ကြုံနေရတဲ့လောကမြင်ပါကစัจ jin ပဲတွေပဲတွေ့ကြုံလာတော့ခါကြတော့ကိုဘဝနဲ့လည်းစဉ်းစားရင်ဘယ်လိုပဲစဉ်းစားစัจ jin ပဲတောင်းတဲ့ dimension ရမယ်စဉ်းစားတာဒါပဲစဉ်းစားတတ်တာပဲလေဒါပဲတွေ့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့စဉ်းစားရင်ငါနဲ့သူနဲ့ပဲငါမှန်တယ်နဲ့မင်းမနဲ့ပဲဒါပဲစဉ်းစားတာငါနဲ့သူနဲ့ပဲစဉ်းစားကြတာပဲစဉ်းစားဖို့စဉ်းစားနေရအဲ့တော့တယောက်နဲ့တယောက်လည်းအမြင်ကမတူနိုင်ဘူးအမြင်မတူနိုင်လို့ရှိရင်ကိုယ့်အမြင်ကိုပဲမှန်တယ်လို့ယူကြတာအဲ့ဒါကသဘာဝပဲဒါဟုတ်လားအတ္တတိုင်းပဲရှိပေါ့နော် self center ကိုပဲကိုဒီဘိုးပြုစဉ်းစားကြတာပဲဟုတ်လို့လောဘတိုင်းပဲရှိတာအခြေခံနေရတော့သိပိုက်တာပေါ့ငါမှန်တယ်ငါဥစ္စာဒီငါ့ကိုဘိုးပြုပြီးစဉ်းစားကြတာ set dimension ပေါ့ကျွန်တော်ကိုဘိုးပြုပဲစဉ်းစားတယ်အဲ့တော့ဘာလို့ပြောချင်တာလဲဆိုတော့လက်စွာဘုရားရဲ့ဓမ္မစကြာဝိနည်းလေးအစွန်းတစ်ပါးကိုရှောင်ပြီးတော့မျက်စိမပရိပ္ပလမ်းစဉ်အစွန်းလွတ်တဲ့မျက်စိမပရိပ္ပဆိုလဲလမ်းစဉ်လက်စွာဘုရားဟောကြားခဲ့အဲ့ဓမ္မဒီမှာသဘောပေါက်တော့လောကအမြင်နောက်ွယ်မှာဘာကဓမ္မအမြင်ကကျွန်တော်ကအစွန်းလွတ်သွားဒီအမြင်ကူရအစွန်းလွတ်တဲ့ဆိုတဲ့အမြင်တစ်ခုရမှာဘဝလေးကိုပြင်လို့တဲ့ဒီပြဿနာမရှိတော့အဲ့တော့အနောက်တိုင်းကကျွန်တော်ကဒီလိုတွေမစင်းစားတာဘာသာရေးဆိုဘာသာရေးရဲ့ဝင်ပြီးတော့သွားပြီးတော့ငါဘာသာအကောင်းဆုံးဆိုပြီးတော့အဲ့ဒါကပြဿနာစတာကျွန်တော်တို့ကစွန်းတစ်ခုရက်သွားပြီ
နောက်တိုင်းလူတွေ IQ နဲ့ဒီကောင်တွေဒီလိုစနစ်တွေတော့မသိဒါပေမဲ့သူတို့ရဲ့ experience ကိုဖြတ်တန်းပြီးတော့သူကဘာဖြစ်လဲအဲ့ဒီစမ်းကျင်ဘက်တွေဖြစ်လာရတော့ဘာလုပ်ကြလဲ discrimination ခွဲရတယ်အသားရောင် discrimination တွေလူမျိုးရေး discrimination တွေ gender discrimination ရှင်ကိုလည်းပြဿနာစပြီးတော့သိကြောင်းနဲ့အစအဲ့တော့ discrimination ကိုလက်မခံဒါမှမဟုတ် human right ကိုပါတယ်လူတွေလာသူကဒီ IQ ကဒီကနေစဉ်းတဲ့ဒါပေမဲ့အဲ့တော့ကျွန်တော် philosophy လို့ပြောလို့ရတယ်သူတို့ရဲ့ philosophy ပဲသူတို့ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့သူရဲ့ logical thinking နဲ့စဉ်းစားတတ်တယ်သူတို့ရဲ့ IQ နည်းအဲ့ဒါကိုဘွားရဲမှာကျင့်သုံးတာပါပါတမာရီအဲ့ဒီတမာရီနဲ့ကျင့်သုံးလိုက်တာကသူကထိတ်ရောက်သွားတာကျင့်သုံးတာတီလာပါဝါတမာရီဒါပေမဲ့သူက wisdom တော့မဟုတ် logical thinking နဲ့အဲ့ဒီလောင်းတဲ့ကို common sense ပဲတော့တယ်အဲ့ဒီလောင်းတဲ့ကိုကဘာကိုပြဆုံးရောက်ဒါပေမဲ့ကျွန်တော်တို့မှာလက်စွာဘုရားဆိုတဲ့တကယ်အတူမရှိဘူးเนาะဒီပညာရည်ဒီကိုထိုးနှွေးသိနေတယ်ကျွန်တော်လေ့လာကြတာအားထုတ်ကြဘာလို့အောင်ကြစဉ်းစားဒါဉာဏ်လို့မရလက်တွေ့ပြအဲ့ဒီတော့အဲ့တော့ကျွန်တော်တို့ကဒီလိုလက်တွေ့ကြကျွန်တော်တို့လက်တွေ့ဘဝလေးကိုကျင့်သုံးနိုင်တဲ့အနေအထားကိုကျွန်တော်မရောက်ခဲ့ဘူးကျွန်တော်တို့ကအဲ့လောက်ကြီးကျွန်တော်တို့ထဲကိုမရောက်ခဲ့အဲ့တော့ကိုယ်ဝေရတစ်ခုအနေနဲ့ပဲကျွန်တော်တို့ဒါကို approach လုပ်တယ်ကျွန်တော်တို့ရဲ့လက်ဆောင်ပြတင်ကြတဲ့ဒီလသမารီပညာဆိုတဲ့သိက္ခာ3ရက်အဲ့တော့ကျွန်တော်ကအလံဝေးခံစားပြောချင်တာကျွန်တော်ကိုယ်ဝေရခေါင်းပေါ်ပဲတင်ထားလိုက်တာဆိုတော့ကျွန်တော်ဘဝလေးကိုတင်သုံးတယ်အဲ့တော့ကိုယ်ဝေကဘာသာတတ်လက်တွေ့ဘဝထဲမှာနေတာဓမ္မတတ်ဘဝတတ်လောကတတ်ဓမ္မတတ်ဖြစ်သွားအဲ့ဒီຢာကြီးကိုကျွန်တော်စဉ်းစားဖို့ကောင်းလက်တွေ့ကြအဲ့တော့မှကျွန်တော်အဲ့ဘက်ကို dimension တွေရောက်ရင်းနဲ့ဒီလောကအမြင်ဓမ္မအမြင်ဘဝအမြင်ဆိုစနစ်ခုစဖြစ်အဲ့တော့မှလက်စွာဘုရားရဲ့တရားတွေကိုသိလို့ရှိရင်အစွန်းတစ်ပါးမှလွတ်တာဒီ middle way ဆို decimal break ဒါကိုသွားတွေ့တဲ့အခါမှာအဲ့ဒီအမြင်နဲ့ဘဝလေးလည်းကျင့်သုံးတော့ discrimination တွေမရှိတော့ဘူးစံကျင်ဘက်တွေရှိတော့ဘူးတော့အဲ့မှာဘဝအေးချမ်းသွားတာဘောအမြင်ကြီးဘယ်လောက်ကောင်းကျွန်တော်တို့ကဒါကိုပဲအတ္တတွေအနတ္တတွေအတ္တဆိုအပေါ်ရ appearance တွေငါတွေသူတွေနဲ့ပြောတာအနတ္တဆိုရုပ်တွေနဲ့တွေဒါပဲကဏ္ဍတွေဆိုလို့ဒါတွေပဲစာကြီးလို့ဖြစ်အားလုံးအတူတူမြင်သွားတာပဲအဲ့ဘယ်လိုဝေးရောက်သွားတာပေါ့ကျွန်တော်ဒီလိုက်လို့ရှိရင်အခုရုပ်တည်ရှိလိုက်အားလုံးတက်ကြီးလေးပါရုပ်တည်ပဲလို့နော်နှမယောက်ျားတွေမိန်းမတွေလူငယ်တွေလူကြီးတွေအားလုံးကဒီမှာစက်ကျင်ပဲနေဒါပေမဲ့ကျွန်တော်ကကိုကအဲ့ဒီထီမရောက်ဘူးကိုကအားလုံးရုပ်နိုင်လို့သိရင်အကုန်ဘယ်လိုဝေးတွေ့ရလို့သိအားလုံးဝေနာတယ်အကုန်လုံးဝေနာတယ်လို့တွေ့လို့ဒီအားလုံးပြီးဘယ်လိုဝေးပဲသူကဝေနာတယ်ပေါ့သူကချမ်းသာသူကစင်ရတယ်ဘာလို့ discrimination ဖြစ်သွားလဲသူကထဲတန်းကြတယ်သူကအောက်တန်းကြတယ်ဒါတွေဖြစ်တယ်ကျွန်တော်ကအဲ့တော့ကိုအဲ့လိုခံစားမှုကိုပြောင်းတာလုံးလုံးမြတ်စွာဘုရားချမ်းသာကိုယ်စိတ်မြဲပါလို့တော့ပြီးသွားပြီအဲ့ဒါဒါပေမဲ့ယွတ်တန်တဲ့ကိုကိုယ်တိုင်အဲ့လိုမမြင်လမ်းကလောကနဲ့အဲ့လိုမသိသုံးနိုင်ဒီလိုတော့လောကထဲမှာတော့ကိုသားသမီးရဲ့သားသမီးပဲကိုသားသမီးတွေလည်းသားသမီးခေါ်တာပဲတူလားဆိုမတူဘူး discrimination ကြီးတာပဲဆိုတော့တကယ်တူတဲ့ဟာခုဒီလိုမရောက်တိုင်းအဲ့တော့တကယ်တူတာဆိုတာတော့ဘာလဲဆိုတော့စာပေတော့ဥပ္ပခါလို့ပြောအားလုံးပေါ်မှာတည်ကြီးပြတ်တာပုံမြင်သွားပြောတယ်အကောင်းနေဆိုရင်ခွဲကြမမြင်တော့အားလုံးကိုဝေဒနာတယ်လို့မြင်သွားတာချမ်းသာတယ်လည်းဖြစ်မယ်ဆင်းရဲတယ်လည်းရှိမယ်လောကမှာမိုးရတယ်လည်းရှိမယ်နေပူရတယ်လည်းရှိမယ်ဘယ်လိုမြင်သွားဘာဝ dimension ကမြင်သွားအရင်တော့ဘာဝ dimension မှာကိုယ် dimension ကငါနေပူရင်ကြိုက်တယ်မိုးရရင်မကြိုက်ဘူးမိုးရရင်ကြိုက်တယ်နေပူရင်ကြိုက်တယ်အဲ့ဒါ personal dimension ဖြစ်သူကဘာလဲတဘာဝဆိုတာမိုးရလည်းတဘာဝနေပူလည်းတဘာဝဒါပေမဲ့မိုးရရင်ဘယ်လိုနေလဲနေပူရင်ဘယ်လိုနေလဲဒါပဲလို့တရားဒါပဲရိုးရိုးရှင်းရှင်းလေးလိုက်ခဲ့ပါလူနားလည်သွားတာအဲ့တော့လောကအမြင်ကတော့စัจ jin ဘက်တွေရှိနေပြီနဲ့ဓမ္မအမြင်တစ်ခုရောက်လာမှာကျွန်တော်တို့က middle way ဆိုတဲ့ဒါလွတ်ပါလားဒီ
ဒီအစွန်းတွေကလွတ်သွားတဲ့အခါမှာအဲ့ဒီအစွန်းလွတ်တဲ့အမှန်မြင်တဲ့ဓမ္မအမြင်နဲ့ဘဝထဲမှာသင်သုံးနေထိုင်တယ်လို့စัจ java တရားတွေမရှိတော့တခုကိုကြိုက်တယ်ဆိုရင်တခုကိုမကြိုက်ဘူး like and dislike ကြိုက်ရင်ဘာဖြစ်မှာလောဘဖြစ်သွားမယ်မကြိုက်ရင်ဒေါသဖြစ်သွားဒါကြီးဘာဖြစ်လဲအမှန်မသိဘူးအမှန်လည်းသိသွားတော့လောဘလည်းမရှိတော့ဘူးဒေါသလည်း discrimination လည်းမရှိတော့ဘူးဒါမှန်ကန်တဲ့အမြင်တစ်ခုနဲ့ဘဝမှာနေထိုင်တဲ့သုံးနိုင်အဲ့တော့အမှန်သိသွားတဲ့မောဟမရှိဘူးမောဟမရှိရင်လောဘစွန်းဒေါသစွန်းနေငြိမ်းသွားပြီဒါမျက်စိမှာပြိပ္ပရာဘဝထဲမှာနေထိုင်တဲ့သုံးနိုင်စစ်စံခုဖြစ်တယ်လောကနဲ့ဓမ္မနဲ့ဘဝဆိုတာလေအဲ့တော့မြတ်စွာဘုရားတရားတွေကိုကြည့်လိုက်လို့ရှိရင်လောကအမြင်ကိုကျွန်တော်ဟောတာကျွန်တော်ကဒါကြောင့်ပဲမှာတုတ်တက်ဒီမှာ research လုပ်ပါလား IND လုပ်ပါလားအဲပြောနေတာတုတ်တက်ဒီမှာဒါတွေပဲဟုတ်တယ်အဲ့တော့မြတ်စွာဘုရားတရားတွေထဲမှာအရှင်အနန္ဒသောတာပန်ဖြစ်တဲ့တရားလေးရှိအနန္ဒသောတာပြီးခဲ့တဲ့ဒါလေးပြောဘာအရှင်ဘုံနာဘာဟောလဲဆိုမှန်ဒီရင်သုံးဟောတာပဲမှန်လို့ရေခွက်ထဲမှာကြည်နေကုမျက်နှာပုံရိပ်ကြည့်ပြီးတော့ဒါပဲဟောလိုက်တာဒါပေမဲ့ဒီမှန်လေးပေါ်မှာပို့တည်ပြီးတော့နောက်ကမှန်ဆိုတာလောကအဲ့လောကမျိုးနားတယ်အဲ့လောကမျိုးတော့ဘာဖြစ်လဲဓမ္မကတ်တယ်ဓမ္မမြင်လိုက်ကြတော့သူနားလဲတော့နားလဲလျောဘဝရဲကြအဲ့လိုရှင်းသုံးလိုက်တာ ਨੇ ဒီကျန်သွားပြီဒါပဲတင်တော့အဲ့တော့လောကအမြင်တရားကြီးပြောတိုင်းကလောကအမြင်ကိုရင်ပြောရမယ်ကျွန်တော်ဟိုရုပ်တည်တဲ့တော့ပြောဘာမှနားမလဲတော့ကျွန်တော်ကဒါက reference ပဲအဘိဓမ္မာပဲတကယ် reference ကြီးကွာကျွန်တော်အဲ့လောက်စိတ်မရှိပါဘူးကိုယ်စိတ်ကိုပြောပြဒီတုတ်တန်လေးတွေတော့မနဲ့နားလေအောင်လုပ်ရတယ်ကျွန်တော်တို့မှာအဲ့တော့ဒီအဘိဓမ္မာမကောင်းလားကောင်းလို့ကျွန်တော်မလိုက်နိုင်ဘူးအဲကျွန်တော်အဲ့လောက်ဉာဏ်မပြီးဘူးအဲ့တော့မှလောကအမြင်နဲ့ဟောတာတုတ်တန်ကိုဟောတာတက်သွားပြဒီတုတ်တန်လေးတွေကိုလေ့လာဟိုလွန်ကောင်းတာကျွန်တော်တမန်လူတွေတွေ့ကြပါမှာတမန်လူတွေပြောတာထူးချွန်တဲ့လူတွေကတော့ဒါတော့ရပါတယ်ကျွန်တော်တမန်လူတွေကဒီတုတ်တန်လေးတွေကလောကအမြင်တွေဟောတယ်လောကအမြင်နောက်ကဘာလဲတဲ့ဓမ္မလေးထည့်လိုက်ဓမ္မလေးထည့်လိုက်တော့ဘဝထဲမှာရှင်းသုံးလိုက်တယ်ကိုယ့်ရဲ့ပြီးသွားအဲ့တော့အများကြီးအားသိစရာမလိုဘာလို့တော့ကျွန်တော်တို့ဘဝအတွေ့အကြုံနဲ့အဲ့လောက်တည်းလုံလောက်ပြီကျွန်တော်တို့ကကွန်ရပဲရောက်ပါလေကဘာပတ်ပြီးစီဝိုင်းပြန်တင်လို့လေစီဝိုင်းပြန်လည်းတင်ပြီးတော့ကွန်ရဘလို့ပြန်ရောက်မှမသိတော့ဘူးတဲ့ကျွန်တော်တို့ကအခုကတအားလေးလာပြီးတော့ဘဝလေးလည်းရောက်တော့ကိုယ်ဘလို့မြင်တော့မှမသိတော့ပြည့်ဒါလေးတွေကျွန်တော်အမြဲတမ်းပြောပါတယ်ဟိုရင်တော့ကလည်းနိုင်ငံခြားပြည်ရန်တော်တွေနေလွတ်တယ်နိုင်ငံခြားက advance တွေဗမာပြည်ပြန်လာဘာမှလုပ်လို့မရဘူးပြည့်ကျွန်တော်လည်းအဲ့လိုဖြစ်နေကြတယ်တရားကြီးအများကြီးလက်တွေ့ဘွားလေးကဘာလို့မှမသိဘူးပြည့်ကော်ဖီလေးတောက်ပါဦးဆိုတော့ဈေးနားတိုင်းမှာမသိဘူးစောင်းဝဲတွေတော့အများကြီးအောင်ပါတယ်ဘွားလေးပါဒါတွေကကျွန်တော်တို့ကကိုယ်တိုင်းရှိကိုသိရမှာဖြစ်ပါเนาะဒါလေးအောက်ခြေပြည့်လို့ပြောတယ်ကျွန်တော်เนาะဒီလိုလေးအဲ့တော့ခဏဗာလေးပြောမှလဲဆိုစာမျက်နှာ30ပါပါစစ်စကန်လေးခုကျွန်တော်ဒီစောက်ပေးခဲ့အဲ့ဒါဗာလဲဆိုညာနာနာဆိုတာเนาะညာနာနာဆိုတာလေဒီခဏရတော့မှာညာနာနာပဲညာရင်နာပြီးတော့အောင်ပြီးတော့နာရဘူးလားတစ်ခါကွန်းနာမပြီးရင်တစ်ခါနာအဲ့တော့ညာပြီးရင်နှစ်ခါနာလေးဟုတ်လားလောကမှာကျွန်တော်တို့ကအဲ့တော့ဘလို့နာလာလဲဆိုတော့ကိုကညာမိညာခံဘလို့ညာခံတယ်တလုံးချစ်ပါမယ်တကယ်ယုံတာဘက်ကလည်းပြောတယ်လည်းတလုံးချစ်ပါတော့ပြောတယ်ဘက်ကလည်းညာမိလာတယ်ညာပြီးတော့ဘာဖြစ်လဲသိလားနာပြီးတော့ခံစားရတယ်ခံစားရတယ်ဘာလို့ပြောလဲခံလဲခံစားရတယ်တကယ်လဲလုပ်ရတယ်လေလုပ်ကြတော့လုပ်ရစိတ်နာလောက်ထားတယ်ဝေးနာလဲခံစားစိတ်နာလဲမလုပ်လို့မရလုပ်ပြရတယ်အဲ့ကြနှခါနာပေါ့အိမ်ကလုပ်တယ်လဲလုပ်ရတယ်ပြောရလဲခံရသေးတယ်စိတ်ကလည်းစိတ်ရသေးတယ်တီးပြီးတော့အောင်တော့အဲ့နှခါနာပဲညာတန်းတာပဲအညာလည်းခံရသေးတယ်တော့ပတ်တာကိုတလုံးချွတ်မယ်ဆိုသိကြပြီအဲ့ဒါတွေပဲကျွန်တော်တို့ကညာနာလာအောင်ပြီးတော့မမေ့တော့ဘူးရတယ်မှာဟုတ်ပါအဲ့တော့ညာနာဆိုတာဘာလဲဆိုတော့ကျွန်တော်တို့
ပြောလိုက်ခုကျွန်တော်ပြောလိုက်ရင်ဥပမာကဲခုမနဲ့စားကြဘုံရင်းကစားမှလည်းလက်ဖေးတောင်းမှလားပေါ့နော်ဒါကြောင့်တင်ညာပြီပေါ့တင်ဟိုကတော့မှလက်ဖေးဘုံရင်းကကျတဲ့ဘုံရင်းကတော့လက်ဖေးလို့ဒီဘာပေါ်တာတင်ညာဒီကလည်းဘာစားမှလဲဆိုရင်ကော်ဖီလားလက်ဖေးလားဘုံရင်းလားတော့တင်ညာအဲ့တော့တင်ညာလဲပေါ်ပါလားဝေနာလားဘုံရင်းကစားမယ်ဆိုအာမင်းဘုံရင်းကစားမယ်ဘုံရင်းကတော့တီးတာတင်ညာအဲ့ပေါ်မှာဘုံရင်းကဟုတ်တဲ့ရဲ့ဝေနာကိုခံစားခြင်းလားနှစ်သက်တာနင်လားနှစ်သက်တာဝေနာအဲ့တော့စေနာဆိုတာကိုယ်ကိုယ်တိုင်စားရင်လည်းဘုရားစားတာစေနာစားတာသူများကိုကောင်းတဲ့စားပါအောင်လို့ကျွေးရင်လည်းဘုရားစေနာအဲ့တော့ကျွန်တော်တို့ဘာလို့လူတယောက်ကိုကျွေးရင်ဘယ်လိုလဲလို့စသိလိမ့်တညာအမှန်တော့ကကိုခင်တဲ့ဝေနာလာပြီတညာဝိဒါမင်းနဲ့ခင်တယ်လို့ပြောလိုက်တယ်ဝေနာလာဝေနာလာနေမျက်နှာပြပါတော့ပြုံးတာမျက်နှာစပြုံးတာဝဲစေနာတိုက်တော့အဲ့ဒါလည်းမဟုတ်ဘူးပါဇက်ကလည်းပြောမလားလာပါထိုင်ပါဒီနာလာထိုင်အမှတော့ခေါ်ပြီးကိုယ်နဲ့မတည့်ကြမသိကြအောင်ဆောက်အဲ့တော့ဒါရီကခုတွေကပေါ့ညာနာနာတွေဖြစ်တော့ဘွာထဲမှာညာနာနာတွေကျွန်တော်တို့ရဲ့တုံ့ပြန်မှုတိုင်းကတော့တုံ့ပြန်စဉ်းစားလိုက်ပြီဆိုတာဘာလို့ respond လုပ်မြင်တာဘာလို့လဲ receiving လိုက်မြင်တာကြားတာနာနာစားတာထိတာတွေဘာလို့လဲ receiving လက်ခံပြီးပါလို့ responding တုံ့ပြန်ဘာနဲ့တုံ့ပြန်လဲကာယကံဝစီကံတော့ပြန်တော့တယ်တကယ်အဲ့ဒီမှာပါတော့တဲ့ emotion ရဲ့ reaction ညာနာနာတညာဝေနာစေနာအင်္ဂလိပ်က thought emotion နဲ့ reaction ဘာလို့ပြည့်စုံမတင်ပြနိုင်လဲဘာ YouTube ထဲမှာတော့ဒီ thought နဲ့ emotion တော့ဒီ reaction မရေးနိုင် reaction ဆိုတဲ့စေနာဗုဒ္ဓဘာသာမှာလည်းကီကန်နဲ့ကန် intuition ဒါပေမဲ့သူတို့ကီလို့ဒီစေနာရှိမှကျွန်တော် action လာသူကအဲ့ဒီမပြည့်စုံနောက်တိုင်းကဒါအထင်မကြီးနဲ့ကျွန်တော်ဒါလေးပြီးတော့ YouTube နဲ့ကိုယ်ဝင်ပြီးတော့ international တီးလို့ရှိရင်ကျွန်တော်တို့ဒီလိုပြောနိုင်တဲ့အားကိုရှိတယ်။နောက်လို့ကျွန်တော် full conference ရလို့ကြောက်ဒီအားကိုကျွန်တော်တို့အဲ့တော့ကျွန်တော်တို့အခုကကိုယ်တိုင်ကိုယ်တန်ဖို့ဘယ်လောက်ရှိတယ်ဒီဘာသာတရားရှိရကဘာဟုတ်ဒီလိုလားကျွန်တော်အဲ့ mindset မရအဲ့ vision မရအဲ့ full conference မရကျွန်တော်ကသူနဲ့ဒီမဲ့သူတို့ကကျွန်တော်တို့တားနေတယ်တားလာတော့ကျွန်တော် decoration လုပ်လို့တယ် marketing လုပ်တယ်ရေးတယ်ဒီပညာကိုလည်းလုံးတော့တယ်ပေါင်းများစွာ train လုပ်ဒါကိုကျွန်တော်တို့ဘောပေါက်ကျွန်တော်တို့ဒါကိုနားလည်လားဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တင်ပြတတ်ဖို့က marketing လို့ရတယ်ဒါလည်းပညာရဲ့တွေကျွန်တော်ဒါခုတန်ဖိုးကြီးကြောင်းကိုကျွန်တော်ပြတယ်ခုကတန်ဖိုးကြီးမှလည်းမသိမကြီးမှလည်းမသိကျွန်တော်ဖြစ်နေဘာလို့နိုင်ငံတကာ international လည်းကျွန်တော် live မရှိသူတို့ဘယ်လိုပြောနေတယ်ဘယ်လိုရေးတယ်ကျွန်တော်ကတအား congested ဖြစ်တအားများလုံးပြောတယ်နော် clarity ရှင်းမထုတ်တယ်အဲ့တော့ဒီညာနာနာကဒါတန်လို့ရှိတယ်ကျွန်တော်ဒီညာနာနာကိုတင်ပြနိုင်ပါလေကျွန်တော်ဒီညာနာနာကိုတင်ပြနေတာသိမကြသေးဘူးစေနာကို coffee လေးတောက်ပါအောင်ကံကုသိုလ်ဉာဏ်ကုသိုလ်တွေကျွန်တော်ကိုတင်ပြနိုင်ခဲ့တယ်သူကြီးလေးကိုရောက်နေထည့်နိုင်ခဲ့ဒီစေနာလေးတစ်ခုဒါပေမဲ့ဒီသိညာကိုကျွန်တော်ထည့်လို့မရ system တစ်ခုထည့်နိုင်တာသိမကြသေး3-4နှစ်လောက်ပဲရှိတယ်အဲ့ရ16နှစ်လောက်ကြာဒီညာနာနာတစ်ခုထွက်ဖို့ဇက်ပြောတာဝဲလို့ညာနာနာဒီနောက်မှာဒီကတစ်ခုကိုတင်ပြနိုင်မှာ16နှစ်လောက်ကြာတယ်ညာနာနာတစ်ခုတင်ပြနိုင်တယ်တဲ့ခုဒီဟာကို system ခုနဲ့ပြင်ပြတဲ့အခါကျဘယ်လိုဖြစ်သွားလဲတော့ဒါလည်းဒီကပြောတော့တာလို့လား story telling ပါအခုအဲ့ဒီညာနာနာကိုကျွန်တော်ဒီ compare ကိုစတင်ပြ package ဒါပေမဲ့ system ခုမဖြစ်သေးဘူး package ကိုဖြစ် system ဘယ်တော့ဖြစ်တာတော့ဟိုပြီးခဲ့တဲ့လားစင်ကာပူသွားပြီစင်ကာပူကနေပဲကျွန်တော် blue light မလေးရှားဘက်ကိုသွားရင်လည်းကျွန်တော်ဒါပြောနေတာဒီတစ်ခုဖြစ်ဖို့ကအဲ့လိုတွေအခြေအနေပေးရတယ်သွားတော့ကျွန်တော်တို့ဘယ်လိုမလေးရှားနိုင်ငံသားတယောက်ပါလာတော့ကျွန်တော်ပြောတော့သူကနားမလဲလည်းသူနားနေပြောကဲဒါပြောတာသူ့မဟုတ်ဘူးဘာသာရေးလည်းမဟုတ်ဘူးဘာကြောင့်လဲ live ကြောင့်ပြောတာဘဝပဲပြောအဲ့တော့ဘဝရဲ့ function ဘာလို့တာလဲရှင်းပြပြီးဒီ life management လုပ်တာပဲဒါတို့ဒါတွေလုပ်တာဒါတွေပြောကြတယ်ဒီကနေ့အဲ့တော့ what's the life ဘဝဆိုတာပါလေတို့ဒါတွေသိရအဲ့တော့ဘဝဆိုတာ like a telephone လို့ like a phone ဖုန်းကပါဖြစ်ဖုန်းက function receiving and responding
receiving and responding အဲ့ဒီတိုင်းပဲသူ human ဆိုတဲ့လူသားတွေကလည်းဘာတွေကို receiving လုပ်တယ်မြင်တာကြားတာနားတာစားတာထိတာဒီငါးမျိုး receiving လုပ်တယ် receiving လုပ်ပြီးတော့ respond လုပ်တဲ့အခါမှာဒီ kind wisdom thought ပေါ်တဲ့ဒီကျွန်တော် verbal action physical action mental action ဒါနဲ့ပဲ reaction လုပ်တယ်တော့ဒါနဲ့ပြန်ပြော respond လုပ်တယ်ဒါပဲလုပ်တာ receiving and responding လိုက်တာဒါပဲဒါပဲလုပ်တာပဲဒါပေမဲ့လုပ်တဲ့အခါမှာ respond လုပ်တဲ့အခါမှာမင်းကောင်းကောင်း respond လုပ်ရင်လူကောင်းဖြစ်မယ်ကိုယ်ကပြည့်မယ်ဆိုရတဲ့ respond လုပ်ရင်ပဲတိုင်းပြမယ်လို့ဆိုတယ်အဲ့တော့မင်းကောင်းတာနဲ့ respond လုပ်မှလားဆိုရတယ်ကောင်းတာနဲ့ respond ဆိုတော့ Buddhism မှာတော့လောဘဒေါသမောဟတွေပါပြီး respond လုပ်ရင်မကောင်းဘူးအကုသိုလ်ဖြစ်လောဘဒေါသမောဟကင်းပြီး respond လုပ်မယ်ဆိုရင်အလောဘအဒေါသအမောဟဆိုရင်ဘာဖြစ်အဲ့မဲ့ကောင်းတဲ့လူကိုယ်ကန်တယ်အဲ့ဒါ main choice ရောဟဲ့ဒီ your choice အဲ့မဲ့ဘာပဲလို့ mindfulness ကိုပဲလို့ mindfulness ရင်ကိုယ်ကန်တယ်မင်းရွေးချယ် mindfulness ဆိုရင်ရွေးချယ်အဲ့ဒါပဲဆိုတော့လည်းကျွန်တော်ဗမာတွေပြောလို့အဲ့ရခင်မကြီးဘူးဗမာတွေကဒါမှမဖြစ်ဘူးအာယုံကအဲ့လိုအာယုံနဲ့တွေ့မှာအဲ့ဒါဆိုတော့နားလေပါထိုင်နေရုပ်တည်နေလည်းပြောနေတယ်အဲ့ဒါဆိုတော့ဒီ mindfulness ကကြီးတယ်မင်းဖုန်းကင်လက်နဲ့ကင်ပြောတယ်နားကြတော့ဒါကအဲ့ဒါလည်းမင်းလက်နဲ့ကင်တယ်လို့ပဲမင်း mindfulness တွေနဲ့တာဒီ responding နဲ့ receiving and responding mindfulness နဲ့တာမင်းဘွား okay မင်းဘွားဒီလိုရလာပြီ you can live fully and freely peacefully ပြီးပြီဟောပြီးသွားပြီဒီဟာနဲ့ okay တော့အဲ့တော့အဲ့ဒီမှာကျွန်တော်က receiving နေရမြင်ကြားနာစာထိရမြင်လဲမြင်တဲ့နာယုတ်ကြားလဲကြားတဲ့နာယုတ်နာယုတ်ဆိုတာယုံနဲ့ဝိညာဉ်နဲ့မျက်စိနဲ့စိနဲ့တိုက်ရင်မြင်စိတ်နားနဲ့စာနဲ့တိုက်ရင်ကြားစိတ်ဒါ receiving နေပဲ respond ရဒီညာနာနာနဲ့အဲ့တော့ဝိညာဉ်ရဲ့ယုတ်ရဲ့ဝိညာဉ်က receiving လာတယ် responding မှာပါလို့တာတညာဝေနာစေတာခန္ဓာ၅ပါးဒါပဲအဲ့တော့ခန္ဓာ၅ပါးတခု system တစ်ခုနဲ့ကျွန်တော်တင်သွားတယ်သူကခန္ဓာ၅ပါးလေယူဘက်ခန္ဓာဝိနဲ့ခန္ဓာတညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတာဟောပြဿနာတွေကအဲ့တော့မှယူဘက်ခန္ဓာရုပ်ကြောင်းဆိုရုပ်နဲ့ဆက်ရှိလို့ရှိပါလားကျွန်တော်တို့အဲ့အရာတွေလုံးချလိုက်လို့ဘွားလေးမရောက်တော့ဘူးဒီလိုဘုညံနဲ့မှာပေါ်လွင်မနေဘူးလိုက်ဘူးအဲ့တော့မှဒီညာနာနာဆိုကျွန်တော် respond လုပ်တယ်ပါလို့ညာနာဒီကောင်အဲ့တော့မှဒီညာနာနာတင်ညာတော့တော့ကျွန်တော် pay attention လုပ်ကျွန်တော်တို့ရဲ့ပြဿနာကတော့ဘယ်ထဲမှာဖြစ်တာအတွေးထဲမှာဖြစ်အတွေးထဲမှာဖြစ်လို့ဘယ်မှာခံစားတာ emotion ဝေဒနာနဲ့ခံပြီးတော့အဲ့ဒါကိုကျွန်တော်ဗာစေနာနဲ့ငိုရတယ်ပြောရတယ်အကုန်လုံးကဒါတွေကစေနာနဲ့ကုန်ဖြစ်တယ်လို့ဘဝတည်းဆောင်တယ်ဘာနဲ့ဆိုတာစေနာနဲ့တည်းဆောင် acting လုပ်ရ acting က acting လုပ်ဘူးလားလုပ်ဘူးတယ်မှန်ရှိမှလေ acting လားအဲ့ဒါပါစေနာဒါကျွန်တော်တို့လောကမှာစေနာ acting အဲ့တော့ဘဝထဲမှာအဲ့လိုမြင်မနေဘူးကျွန်တော်တို့စိတ်ထဲမှာတရားတွေလာလို့ကိုယ်ဘဝထဲမှာအဲ့လိုခံစားကိုယ်နဲ့ဓမ္မနဲ့လောကဘဝနဲ့အသားလည်းမဖြစ်ဘဝထဲမှာမရဘူးဒီလိုနားလည်တော့အဲ့တော့ညာနာနာတော့ညာရင်ပါညာခိုင်းရင်နာပြီးတော့အောင်ပြီပါအဲ့တော့ညာလို့ကိုလို့ညာလို့အောင်ပါတာသတိနာဒါပဲကြီးရကျွန်တော်တို့ပါနော်ဟုတ်ပြီအဲ့လိုဖိုက်ကြနေရှင်းမှဖြစ်ပါလေဖိုက်ကြမှသူစာမျက်နှာ30ပါပါ စာမျက်နှာ30ဖြစ်ပါတယ်ပညာဝေဒနာစေတနာညာနာနာ thought emotion creation ပုံသေးတစုကရွာတကာကူညအခါရောက်ပြီးခင်းစားကြပါပြီရွာကပေးတဲ့ဟင်းကျူကိုကာဇန်ဟင်းဆိုတဲ့ပညာအမှတ်နဲ့ရတာရှိရှိမိမိရှက်ရှက်စားကြပါပြီ။ဒီနေ့ရောက်မှဒီကောင်တွေမှုတိပြီးအော့အန်ကြကုန်ပြီ။တညာဤထဲစားမှုတိုင်းဝေဒနာကခံစားပြီးစေတနာဖြင့်တုံ့ပြန်အားထုတ်ကြခြင်းဖြစ်သည် ဟုတ်ပါပြီဒါလေးကစာပေမှာလာတာပါစာပေမှာဒါပေမဲ့ဒီလိုညာနာနာတော့မဟုတ်ဒါပေမဲ့ကျွန်တော်တရားသဘောပေါက်သွားစာပေကိုခတ်လိုက်တော့ကိုယ်ပိုင် vision တစ်ခုစရနော်အဲ့တော့မှဒါလည်း story တဲ့တခုပြောလိုက်ရလောကမြင်မယ်ပြောတာ
လောကမြင်တော့ကပါတဲ့ဓမ္မဒီဟာကိုကျွန်တော်သဘောမပေါက်ဒါမှလောကမြင်ကြမှာသဘောပေါက်လောကမြင်တော့ကဓမ္မမြင်ကြတော့ဓမ္မကိုသဘောပေါက်တာအဲ့ဒါကိုဘဝလေးကိုကျင့်သုံးဖို့ဒါပဲကျွန်တော်များမလို့ကျွန်တော်လူတယောက်ကိုစေကုပေးနေတယ်ဘာဖြစ်လဲပြောမင်းကြောင့်ပြောမင်းပါဘလို့နေတယ်မင်းပါစားတယ်မင်းပါယောဂဖြစ်တယ်ပြောရင်ကျွန်တော်အဲ့ဒါစေကုပေးလို့ရသူလည်းတရားလုပ်ချင်တယ်လာခဲ့ကျွန်တော်ကြည့်နေ့စဉ်နေ့မနေ့ကနေညနေဘာလုပ်တယ်ဆိုရေးယူလာတယ်ကျွန်တော်အကုန်ပေးမယ်အဲ့တိုင်းကျွန်တော်အဲ့တိုင်းပဲနေတာလူတွေကပြောချင်တာကိုတနေ့ကိုနေတာအဲ့ format ပဲနေတာအဲ့ဒီဟာကိုကျင့်သုံးတိုင်းပြီးပြီကျွန်တော်ကဟိုက30တုံးကသိနေတယ်ပြဿနာတဲ့ဘုကုဆရာတို့မင်းတို့ဇန်ညိုလို့မင်းတို့ဇန်ရတဲ့ကောင်တော့ဇန်စိတ်လုံးနေတယ်ဆရာတော်ကြီးကိုမှဇန်ပြလို့ဇန်စိတ်သွားလို့ကျွန်တော်လေကိုလုံးမဲ့စီးပွားရေးလုပ်တယ်ကိုလုံးမှနားလဲပြီးတယ်ကမ္ဘာလုံးစီးပွားရေးတွေပဲကျွန်တော်လုံးမှမဟုတ်ဘူးနဲ့အခုပြောနေတာအဲ့တော့ကျွန်တော်တို့ကကိုကျမ်းမာရေးကိုတီးမှုကဆရာဝန်တယောက်ဖြစ်အောင်လုပ်အောင်လုပ်ဖြစ်ဆရာဝန်ပညာကိုသွားတယ်ဆရာဝန်ဖြစ်မှကိုကျမ်းမာရေးဆောင်ရှောက်တယ်မဟုတ်ဘူးလေကိုမှဖြစ်တယ်လို့သိဒါပဲကိုတလောကလုံးလူတွေကုနေမှာမဟုတ်ပဲနဲ့သူကကျွန်တော်တို့အဲ့ဒီဆရာဝန်ဖြစ်အောင်လုပ်ရမယ်ကိုကျမ်းမာရေးတွေကအဲ့ဒါခက်တယ်ကျွန်တော်အကုန်ပြီးတယ်ဒါကုတ်ကူကောင်းပါတယ်သိကောင်းတာဒါပေမဲ့တရားတွေအကုန်ပြီးဖို့လည်းလူတိုင်းဆရာဝန်ဖြစ်ဖို့တောင်းတယ်အင်ဂျင်နီယာဖြစ်ဖို့ကွန်ပျူတာပညာရှင်ဖြစ်ဖို့ပြောချင်တယ်ဒါစဉ်းစားတတ်ဖို့ဒါကြောင့်မလို့အခုကုန်တယ်လာတဲ့ညကမီးပေါင်ပေါ်ရှေ့တော့တာဟိုကဟင်းညို့ဆိုကျွေးတော့ရတာနေပြီပေါင်ဆိုစားတော့ကောင်းတာပေါ့မနေ့ကမှဘာလို့လဲကြာတန်ဟင်းလို့ပြောသိတာပြီးတော့ဟာကောင်းတယ်ပေါ့မနေ့ကလည်းဒီကောင်လေးတွေပြင်ဒီကောင်လည်းပြလိုက်တင်ကြပါလေဝေနာမကောင်းတော့အနာစေနာအန်ထုတ်တာပေါ့နော်မဟုတ်တော့အဲ့တော့အန်ထုတ်တာကိုပြောတာမကောင်းတဲ့ဝေနာကြောင့်အနာကိုပြောစေနာအန်ထုတ်တယ် action စေနာဆို action တင်ညာဒီကောင်လို့ပြောအဲ့ညာနာနာလေးပဲကြိုက်လို့စားရတယ်ညာနာနာပဲမကြိုက်လို့အန်နာလည်းညာနာနာပဲဆိုတော့ကျွန်တော်တို့ဒီဟာတွေပဲလုပ်နေတာပဲလေအဲ့ဒါကိုမသိတော့ငါအားလုံးကိုအမှန်မမြင်တဲ့ခါကျညာမိတာပေါ့ညာပြီးတော့ဗာလေနာပြီးတော့နောက်ကနောက်ခန္ဓာတွေဆက်ရကန်နေပြောက်တယ်ညာပြီးတော့ကန်နေပြောက်တယ်ကန်နေပြောတော့နောက်ကနောက်ခန္ဓာတွေရတယ်ဆိုတော့ဒီဘဝလည်းနာနောက်ဘဝလည်းဆက်နာနော်အဲ့လိုတည်းဟုတ်ပါပြီအဲ့တော့လောကပညာပြဿနာနဲ့ဓမ္မဖြေပညာလောကပညာပြဿနာနဲ့ဓမ္မအဖြေပညာပညာအမှားကင်းအောင်ပညာနဲ့ရှင် problem and wisdom လူမဒီစားခြင်းကနတ်သမီးရောင်ဆောင်၏စိတ်ဆောင်ကြသည့်တိုင်းမြင်၏ပညာမြင်သည့်တိုင်းမှတ်၏ဖတ်တာနတ်သမီးအနေနှင့်တွေ့၏ဝေဒနာလှလေခြင်းဟုဝမ်းသာ၏စေတနာလောဘကိုစိတ်ဆော်၏လောဘအလုံးချစ်ကြ၏ဘလူစာဖြစ်စိတ်နတ်သမီးတွင်မြင်၏ပညာအရေးမထွက်ဟုဆင်ခြင်၍ဘလူမဟုသိ၏ဖတ်တာဘလူမအနေနှင့်တွေ့၏ဝေဒနာအကောင်းလေစွာဟုနှလုံးမသားမယာဖြစ်၏စေတနာလူယုံရန်ဉာဏ်ဝိရိယကိုစိတ်ဆော်၏ဉာဏ်ဝိရိယ၏အစွမ်းဖြင့်ထိုသူလွတ်၏ပညာနဲ့သူတို့သည်ပညာအလိမ်မိကြကုန်၏ပညာရှိသူတို့သာလွတ်မြောက်ကြကုန်၏ပညာသည်တလောကလုံးကိုလွှမ်းမိုးထားပါသည်ထို့ကြောင့်လောကအမြင်သည်ပညာ၏ကျက်စားရာငယ်ကြီးဖြစ်သည်ပညာဖြစ်သောဓမ္မအမြင်ဖြင့်နောက်ွယ်ကတင်းကြောင်းနိုင်မှသာလက်တွေ့ဘဝထဲမှာအတိဖြင့်နေထိုင်ပြီးကိလေသာပြဿနာများကိုရင်ဆိုင်သိရှင်းနိုင်ခြင်းဖြစ်ပါသည်ဟုတ်ပါပြီဒါကြီးလည်း complete တွေတူပါကျွန်တော်လောကတင်ညာတာလွှမ်းမိုးကျွန်တော်လည်းတင်ညာလွှမ်းမိုးတယ်တင်ညာလွှမ်းမိုးတယ်ပေါ့အဲ့လိုမဟုတ်ဘူးကျွန်တော်လည်းစေးပြဒီလို root တွေလို့နဲ့စဉ်းစားကျွန်တော်လောကကြီးမှာစัจ jin မဲ့တွေတွန်တွဲနေတယ်ဆိုရင်အဲ့ဒီ dimension တွေကဆိုတော့စဉ်းစားရင်အဲ့လိုဖြစ်လာစဉ်းစားတာကပထဝီဘာချင်းပြောချင်းလက္ခဏာပြောဘောပထဝီကိုပေါ်ပါလေဒါပဲလောကကြီးမှာစัจ jin ဘက်တွေဆိုရင်အာဒီကဉာဏ်မရဘူးအဲ့ဒါဖြစ်ကျက်ပြီးဖြေတော့အောင်တာပေါ့ဂုံလူတော်ပတ်တာပေါ့အဲ့ဒါနဲ့ပြီးသွားတာကျွန်တော်တို့ကအဲ့တော့လောကကြီးမှာစัจ jin ဘက်တရားတွေနဲ့တွန်တွဲနေတယ်ဆိုရင်ဒီလိုဟာကြည့်တော့မသွားနိုင်တယ်နာဘာလို့ကိုယ်တိုင်မခံစားရဒီမှာလည်းပညာလွှမ်းမိုးတယ်လွှမ်းမိုးတယ်ပဲမဟုတ်ဘူးတိရစ္ဆာန်နဲ့ကျွန်တော်ကြည့်ရအောင်လောကတိ
လိษံနဲ့ကျွန်တော်လူသားတွေမှာကွာလဲတော့တိလိษံနေစကားမပြောတာစာတင်လို့မရဂိုင်းခေါ်ပြီးမနေ ABCD တွေဘာလို့တင်ညာမမှတ်နိုင်ကျွန်တော်တို့အဲ့ဒီကောင်းမှတ်စာရီတက်နိုင်တဲ့စကားတွေပြောပြနိုင်သူတို့ကဘာသာတင်ညာအားကောင်းသူတို့ကတင်ညာလို့ရှိရင်သူတို့ကကျွန်တော်တို့စာခတ်နိုင်တော့တယ်စကားပြောနိုင်တော့တယ်စာတင်နိုင်တော့တဲ့တင်ညာရှိအားကောင်းဒါပေမဲ့ပြဿနာဘာလဲဒီတင်ညာအားကောင်းလို့တဲ့အတွက်ဒီတင်ညာရဲ့ကျွန်တော်လွှမ်းမိုးသွားတယ်ပြဿနာကကျွန်တော်တို့ရဲ့ဒီပြဿနာတွေအဲ့လိုမမြင်ဘူးတင်ညာဆိုရင်မှတ်သားတတ်တော့အာယုံကိုမှတ်သားတတ်တော့တင်ညာလို့ခေါ်ပါတယ်ဒါဟာစာတင်သိတာဘောရဲဒီလက်တွေ့တဲ့ဒီတင်ညာကိုမြင်အောင်ကြည့်နိုင်စိတ်ထဲမှာပေါ်တယ်အဲ့တော့မီးကအခုကျွန်တော်တို့မီးလဲလာလက်စစ်ပြီးဘာမီးပြီးချက်တာပြုတ်တာမီးထုံးရတယ်လောကမှာညလို့မီးဖို့နေရတယ်လေလင်းအောင်လည်းရတယ်တိလိษံနဲ့မလာဘူးပေါ့ဒါပေမဲ့ဒီမီးကတုံးတက်ရင်တော့ကောင်းလွန်သွားရင်လောင်သွားရင်နှင်းလို့တော့မရဘူးဘယ်လိုမှအဲ့တိုင်းပဲသူတင်ညာကျွန်တော်တို့လောင်သွားပြီကျွန်တော်တို့တွဲမှုသွားတယ်ကျွန်တော်ဘယ်လိုမှသူ့မထိနိုင်ဘူးဒါပေမဲ့ကျွန်တော်အဲ့လိုမှတစ်ခါမှမစင်လာဘူးကျွန်တော်တို့ကကိုဒီတင်ညာမှမမြင်ပါဇက်ပြောတယ်ကြာပြီအတွေးကိုကျွန်တော်ထိလို့မရအဲ့ဒီအတွေးကပြောပြတာတင်ညာဖြစ်ဒီတင်ညာကျွန်တော်တွဲမှုသွားပြောတယ်လားအဲ့တော့မှဒီတင်ညာကိုမီးလိုပဲပြန်ပြော control နဲ့အသုံးချဖို့လားဘာလို့လဲဒီနဲ့ control လုပ်တာကျွန်တော်တို့ကဒါကြောင့်မလို့ဒီဝင်ဒီထွက်လေးကိုသတိနဲ့ပတ်တယ်လို့လက်နဲ့ပြောသတိနဲ့ဆိုပထမဆုံးဒီသတိလေးကောင်းရင်ဒီတင်ညာကျွန်တော်ဘာလုပ်လဲလွှမ်းမိုးလို့သူ့ control လုပ်လို့ရမီးလိုပဲ control လုပ်လို့ရကျွန်တော်ကဒီလိုနားလည်ရမှာပေါ့ common sense ကိုကျွန်တော်ပြပြောကြည့်တာပထမဆုံးဒီလောက်တော့နားလည်တယ်အဲ့တော့ဒါနားလည်ပြီးသတိလေးရှင်တင်ညာကိုကျွန်တော်ဘာဖြစ်လဲလွှမ်းမိုးလို့ဘယ်တော့မီးကိုအသုံးချနိုင်တယ်တင်ညာကိုကျွန်တော်ဘာလုပ်လဲအသုံးချမှာဒါပေမဲ့ပြစ္ဆုတ်ပံတဲတဲ့ဆိုတော့လေလူတွေကဟာဆရာပြစ္ဆုတ်ပံတဲတဲ့နေအိမ်ဘလူပြန်မှာတော့မိကုံမှာပါလို့အစွန်းနေရနည်းရောက်အဲ့ဒါဒီလိုမတင်တယ်လို့ပြောနေတာကျွန်တော်ကအမြဲတစ်ဖက်ဆုံးမယ်ပြစ္ဆုတ်ပံတဲတဲ့ကအတိတ်တွေပြန်ပြန်ဘယ်လိုအနာဂတ်ဘယ်လိုလုပ်ရမှာလဲအဲ့ question တွေထွက်လာတယ်တော့မဟုတ်ဘူးဒီနော်တို့ကဒီတင်ညာကိုပဲပါလို့ useless သုံးချဒီတရီနဲ့ကျွန်တော်ကအဲ့တော့ဒီတရီကကိုအားကောင်းမှ useless လို့ရကျွန်တော်ကဒီလိုနားလေရအဲ့တော့ဒါလေရီဆရာတော်ကရေးတာဘလူးမစားခြင်းကနတ်သမီးအောင်ဆောင်ပြီးတော့ဒီမှာအဲ့ဒီစလုံးတင်ကြတဲ့တိတ်တဲ့ကျွန်တော်ကြတော့ဘလူးမဒီစားခြင်းကနတ်သမီးအောင်ဆောင်တော့ဒီစာရောက်မှာ complete picture လေးကိုရအောင်ရေးနိုင်တယ်စာတူလေးကို meaningful ဖြစ်အောင်ရေးနိုင်အဲ့ဒီအစားကိုမြင်နတ်သမီးဒီဘလူးမဒီစားခြင်းကနတ်သမီးအောင်ဆောင်တယ်အဲ့တော့မျက်လုံးကတော့စိတ်ကတော့အဲ့တိုင်းပဲမြင်နတ်သမီးလိုပဲမြင်တာတင်ညာလည်းဘလို့ပတ်တာနတ်သမီးလိုပဲပတ်တာအဲ့တော့နတ်သမီးလိုမှတ်တဲ့အတွက်မြင်တာလည်းနတ်သမီးတင်ညာလည်းပါနတ်သမီးမနှောမှာစိတ်ကလည်းဘာလို့နဲ့တွေ့လဲဆိုဘာနဲ့တွေ့နတ်သမီးနဲ့ပဲတွေ့ဖတ်တာပြောဖတ်တာတွေ့တာအဲ့တော့နှလုံးသားမှာနတ်သမီးနဲ့တွေ့နတ်သမီးနဲ့ဆိုဘာဖြစ်လို့ဝေနာလဲလှလေတဲ့ကောင်းနေတဲ့စေနာလည်းပါလေဒီလိုက်တော့မင်းတို့ကလောဘစိတ်ဆိုယူဖို့လောဘကလည်းစိတ်ဆိုရောအဲ့ဒါတပိလည်းသွားရောဘလူးမညကစားတော့ဘလူးသားပြည့်အဲ့တော့ဒီပညာရှိရတော့လာလေမျက်စိကတော့နတ်သမီးပဲမြင်တာပဲမှတ်တာတော့နတ်မျက်စိကတော့ဘာမြင်မှာနတ်သမီးပဲမြင်မှာအတူတူပဲမျက်စိမြင်တာဒါပေမဲ့ဟိုကတင်ညာနှွှမ်းမှုတယ်သူသတိရှိတော့တင်ညာနှွှမ်းမှုတော့ပညာဝင်လာသတိရှိတယ်ပညာလည်းဝင်လာအရေးမထွက်တာသိရေးထွက်ကြတယ်သိပါရေးမှမထွက်တယ်လားမထွက်လိုက်လိုက်ကြည့်ရတော့သဘောပေါက်အဲ့တော့ရေးမထွက်ဘူးလို့စဉ်းရင်လိုက်တာနဲ့တော့ပညာသိသွားဘလူးမမြင်တာပါလို့နတ်သမီးမနော်ဒီပညာပါလို့ဘလူးမလို့သိမနောဖတ်တာမှလည်းသွားပြီဘလူးမလည်းတွေ့ဖတ်တာမနောပါဗျအဲဒီအဲ့ဖတ်တာအားကြီးကြီးဒီဖတ်တာဖတ်တာမှလည်းတွေ့ဘလူးမလည်းတွေ့ဘလူးမလည်းတော့ဖတ်တာပြစားဝေနာပါဝေနာသွားပြီမကောင်းဘူးဝေနာတော့မစိတ်ထားပါလားအဲ့ကောင်ဒီသာဒီတော့တော့အခါနာမဘလို့အဲ့တော့ဒီတော့ဒီမှာပါပြဖတ်တာကိုတီးတော့လည်းဒီလိုတင်နာတော့ကြာနေဒီတုတ်ကန်တင်းနေရ
ခုဒီကတော်ကြာလို့ပြောတာတရားပြီးခဲ့တဲ့နှစ်ကမန္တလေးတကောင်ကြောက်တိုင်းမှာဒီဟာဝဲတည်တဲ့ဘာသွားစဉ်းစားလဲတိတယ်လားကိုကအဖွဲ့ကိုစေးတာနဲ့ပြောတယ်သူတို့ဘယ်တော့မှဘာနဲ့တွေ့စူရဲဆိုဖတ်တာနဲ့တော့တွေ့ဒါသိကြပြီအပြဿနာတွေ့ပြီငါနဲ့အဖွဲ့နဲ့ပြဿနာဇီနီယာမှာစပြီးဖတ်တာပြဿနာဖြစ်နေကိုတွေ့တယ်ကိုကစေးတာနဲ့ကောင်းတယ်ဒီလိုကိုယ့်ဘက်ကိုတွန်းပြောသူကလည်းဖတ်တာပါတွေ့တော့စူနာပဲသူကလည်းစူတာနဲ့တွေ့ရဖတ်တာကအပြဿနာတဲ့ဒီနားကိုမမြင်ကြဘူးဒီနားမသိနိုင်လို့ဖြစ်သွားတာပြဿနာအဲ့တော့သူကလည်းစူတယ်ပြောတယ်ပေါ့ဖတ်တာကဒါပဲဟုတ်လို့လောကလည်းပြောနာပဲစေနာအကြောင်းဝေဒနာဖြစ်တယ်ပေါ့ဒါတော့ဒီဖတ်တာနေရာကျွန်တော်မမြင်နိုင်ဘူးဒီသုံးတယ်ဒီဖတ်တာနားကအားခက်တာမြတ်စွာဘုရားရဲ့တပိတုတဲ့ဉာဏ်ကြီးကဒီဖတ်တာကြီးဒီကဒီနေရာကြီးကိုမြင်သွားတယ်လို့စာပေတွေမှာဟောတော်ဆရာတွေနိဗ္ဗာန်ကမိပရိဒါလည်းစာအုပ်ကြီးမှာဖတ်တာပစ္စမကဟေယနာငါဖတ်တာဥဆောင်နေရတယ်ဖတ်တာဥဆောင်တဲ့တင်ညာတွေဝေနာတွေစေနာတွေမနလိကာယတွေဧကဂရာတွေဒါတွေနောက်ကုန်လိုက်ရတယ်ဖတ်တာကြီးအဲ့မှာကျွန်တော်ဒီဖတ်တာရဲ့ဉာဏ်နဲ့ကိုတွေ့ကုန်တယ်ကျွန်တော်ဖတ်တာဆိုတော့ဘယ်နဲ့အာယုန်နဲ့မျက်စိနဲ့တွေ့ရလောက်ဖတ်တာသိတာမဟုတ်ဘူးဒီနေရာကြီးဖတ်တာဒါကိုတွေ့အဲ့တော့မှကိုကစေနာတွေပြောပြီးနေသူကခုမှကြပါနဲ့တွားတွေ့ငါတို့စူတာလို့တွားတွေ့စူတဲ့ဖတ်တာနဲ့တွားတွေ့ဒီဘက်မျက်စိကဘာမြင်တာတသမီးကိုကဖတ်တာပါလူမနဲ့တွားတွေ့အဲ့လိုခုဘာနဲ့ဖတ်တာဖြစ်နေကြဒါပဲဒီနေရာတွေကိုစမြင်လာတာဒါဒီနေမှာတော့ပုဂ္ဂိုလ်သက်တော်ပဲရှိမှာတော့ဒီဟာတွေလုံးလုံးနဲ့ကြတော့သိတာတော့နော်အဲ့တော့ဒီဟာဒီတုတ်တန်ဒီဟာကဖတ်တာဒါအပြင်တိမ်မွေးဒီဖတ်တာရဲ့တော်တော်ပါအဲ့တော့လောကမှာအထင်မှားတယ်ဆိုတော့မဟုတ်ဘူးအဲ့ဒီဖတ်တာပြဿနာလေအထင်မှားတာကအဲ့ဒီဖတ်တာတဲ့ဖြစ်နေတယ်တော့နော်ဒီလိုဒီနားလေဒါကြောင့်မလို့ပညာနဲ့သူတို့ကတင်ညာအလိမ်ကိုပြီးပညာရှိသူတို့ကလွတ်မြောက်တယ်ဒီဟာလေးတွေပေါ့နော်ဒါကြောင့်မလို့တင်ညာကလောကလုံးလွှမ်းမိုးထားတယ်လောကအမြင်ကတော့တင်ညာရဲ့ကျက်စားရတယ်မျက်စိနဲ့မြင်တိုင်းကတော့တင်ညာကျက်စားအဲ့တော့မှဓမ္မအမြင်ကြောင့်ပြတာဖတ်တာကမှပညာကိုဝင်ဖို့ကြည့်ကြည့်ဒီဖတ်တာနေရာမှာဝင်မှာပညာကိုဝင်ရေးကြည့်ဖတ်တာနေရာကျွန်တော်ကနော်ပညာနဲ့ရှင်တို့တဲ့ဖတ်တာဖြစ်ရကျွန်တော်ကဒီပြန်တော့အဲ့လိုတွေးလိုက်မှာဘဝထဲမှာကျွန်တော်ကျင့်သုံးဒါမှမဟုတ်လောကအမြင်ဓမ္မအမြင်ဟိုမျက်စိနဲ့မြင်တော့လောကအမြင်ပဲနားနဲ့ကြားရဲပဲကျွန်တော်တာကြမ်းမိပြကြဒါပေမဲ့ဒီဖတ်တာနေရာမှာပညာနဲ့ဓမ္မနဲ့ကျွန်တော်တွေးဖို့လိုတယ်အဲ့ဒီကြမှာဒီဘဝထဲမှာစေနာနဲ့ကျင့်သုံးနိုင်တယ်ဒါပဲဟုတ်တာနောက်လို့ပထမဆုံးဝิญဉ်မြင်စိတ်ကြားစိတ်တွေကလောကသဘောမျိုးကိုပြောပြတာအဘိဓမ္မာအစွန်းနဲ့မြောက်နဲ့ကိုတွေးနေတဲ့ဟာတွေရှောက်မတွေးနဲ့သုတ်တန်ရဲ့သဘောတော်နားလေရဝิญဉ်ကအကြောင်းမြင်တာအဲ့လိုလုပ်နေတာအဘိဓမ္မာအစွန်းရောက်မှန်တိဒါပေမဲ့ဆရာတော်ကြီးတင်တာထေရဝါဒဆရာတော်ကြီးတင်တာသိချင်မှတ်နှလုံးသွင်းမှန်ကိုကြိုးစားတစ်ဖက်ဆုံးမရောက်ရလောကကိုနားလေ understanding ကျမ်းတက်တာနဲ့ကျမ်းကြည့်တာခဲ့ understanding ဆိုမြတ်စွာဘုရားတရားတွေရဲ့ပြည့်စုံနားလေပြီးကိုယ်ကိုယ်တိုင်ကိလေသာလွတ်မြောက်ဖို့အဓိကကြဝိမု ക്തി ရတာဒီဟာတွေကိုငြင်းဖို့အဓိကကိုယ်ကိုယ်တိုင်နှလုံးသွင်းမှန်ကိုရေးကြည့်ဒါကိုနားလေဖို့နော်အဲကြောင့်မလို့ဒီပညာနဲ့ပညာပေါ့နော်ဒါလေးရတယ်နှစ်သက်စရာနော်ဟုတ်ပါအဲ့တော့တင်ညာနဲ့သတိ ပညာနဲ့သတိ memory and mindfulness အတွေးတညာကိုနိုင်တာသည်သတိတစ်ခုသာရှိ၏သတိကိုတညာကကြောက်ပါသည်သတိသည်ပစ္စုပ္ပန်ကိုအမှန်သိမြင်နိုင်သောအစွမ်းသတိကြောင့်အတိတ်ကျန်တဲ့သောတညာကမလွှမ်းမိုးနိုင်ပါပစ္စုပ္ပန်မှာသတိဖြင့်နေနိုင်ပါကအတိတ်လွှမ်းမိုးမှုမှလွတ်မြောက်ပြီးမိမိရွေးချယ်မှုဘဝအမြင်တိုင်းနေထိုင်နိုင်ပါသည် Your life is your choice အတွေးတညာဖြင့်သိခြင်းသည်လောကအမြင်ဖြစ်၏ပညာသည်ဓမ္မအမြင်ဖြစ်၏လောကအမြင်နောက်မှဓမ္မအမြင်ကပ်ပြီးသတိဖြင့်နေခြင်းသည်ဘဝအမြင်ဖြစ်၏ price and value လောကအမြင်သည် price ရှိတော့မှအမြင်ဖြစ်ပြီးဓမ္မအမြင်သည် value ရှိတော့မှအမြင်ဖြစ်ပြီးဘဝအမြင်သည်
price ပုံကို value တင်ပြီးဘဝကိုတန်ဖိုးအမြင့်ဆုံးဖြစ်အောင်လေ့လာခြင်းဖြစ်ပြီးကံကောင်းအောင်စဉ်းစားထားရင် price တက်ပါသည်ဉာဏ်ကောင်းအောင်သင်ထားရင် value မြင့်ပါသည် ဟုတ်ပါဘူးအဲ့တော့ကျွန်တော်နောက်ပိုင်းလေးတွေ price နဲ့ value တွေနဲ့ပြောပြကလေးတွေကစတင်လို့ရတယ်ကျွန်တော် price နဲ့ value ဟိုလောဘတွေနဲ့ needs and wants တွေဒီကလေးတွေတင်လို့ရပါတယ်ဒါတွေကျွန်တော်စလုပ်တယ်ပါဒီကလေးတွေအဲ့တော့ကျွန်တော်ကလည်း price and value တွေက price ကတော့လောကပေါ့ price ဓမ္မအများပါ value ရှိတယ်အဲ့တော့ကျွန်တော်တို့ကကံပေါ်ဉာဏ်စင်ကံကုသိုလ်ဉာဏ်ကုသိုလ်တွေသင်ပေးခဲ့ကျွန်တော်ပဲလို့ဒီကံကုသိုလ်ဆိုတာလူလာတန်းတာပေးတဲ့ကံငါလူတယ်ဘုရုလူတယ်ဒါလောကဒီတိုင်းပဲနေတာဒီတိုင်းပဲကျင့်သုံးတာဒါ price ပြောရတာကံကံကြီးကျိုးဒီလောက်ပဲရမှာလောကကမလုံးကြအဲ့တော့လူလာငါလူလာမဟုတ်ဘူးဓမ္မအမြင်ပါစေနာလေးရနေတာစေနာပေးတာကံဆိုလောကအမြင်တော့ပဲပါဓမ္မအမြင်ပါလားဒီဓမ္မအမြင်ပါလာတယ်ဆိုတာဒီစေနာလေးတို့သိတာဘာကြောင့်သိရအောင်လဲမြတ်စွာဘုရားတင်ပြီးတတိကြောင့်သိလိုက်အဲ့တော့စေနာကံကုသိုလ်တတိယဉာဏ်ကုသိုလ်အဲ့တော့ကံပေါ်ဉာဏ်စင်ဒီစေနာလေးပေါ်တတိလေးထားလို့ကံပေါ်ဉာဏ်စင်လာလို့ဘယ်ဒီရနိဗ္ဗာန်ကြီးရောက်ညောင်စည်းလောက်လို့ရင်ညောင်နေကြီးလောက်ညောင်စည်းရ price ညောင်စည်းဒီရပဲလို့တဲ့နိဗ္ဗာန်ကြီးရောက်အဲ့ဒီတိုင်းပဲအခုကလောကအမြင်ပေါ်ဘာဆိုဓမ္မအမြင်စင်ဓမ္မအမြင်စင်လိုက်တော့ price for value တင်လို့ပဲကံပေါ်ဉာဏ်စင်လိုက်အဲ့တော့ဝါတဲ့တန်ဖိုးအမြင်ဆုံးရကျွန်တော်ကဲ highest value ကိုရကိုဘဝမှာအမြင်ဆုံးတန်ဖိုးတစ်ခုကိုခံစားမှာဖြစ်ပါတယ်ဒါပေမဲ့ကိုဘဝဘလောက်တန်လဲကိုဘလောက်တန်လဲအဲ့ဒါကိုဘလောက်တန်လဲစဉ်းစားဖို့ပိတ်တဲ့ချိန်တွေထိပြီးတယ်ပိတ်တာဘလောက်ဆိုရင်ပိတ်တာဘလောက်ဟာကောင်းလားဝါတဲ့လူတော်တန်ဖိုးရှိတယ်ဟမ်အသားတို့အောင်စီတို့အောင်လုပ်ရတယ်တော့လေးတင်ကစီးတယ်အဲ့တော့ကျွန်တော်တို့ကဒီ price နဲ့ value စားဖို့ဝယ်စားတော့ price ဒီစားတော့စားလို့ကိုယ့်ရဲ့ကျန်းမာရေးကောင်းသွားပြီဆိုတာ value ဖြစ်တယ်လို့ပြောတယ်ကျန်းမာရေးဒီစားတော့လို့ကိုယ်ကျန်းမာရေးချွေရတော့ဆိုတာအကုန်ကြပါတယ်ဒါကိုနားလေကျွန်တော်တို့တော့ price နဲ့ value ဟုတ်လားဒါလေးတည်းအဲ့တော့ဓမ္မတွေတော့ကျင့်သုံးတာပဲဒါပေမဲ့အဲ့ဒီဘောကနေကို like ကို value ဘယ်လောက်ပြန်လဲလောကမှာတဲ့လောကမှာလေတရားကြီးလို့ရှိရင်တရားလိုက်စားတယ်တော့ကောင်းတာတရားဝဲတော့တော့စင်ပြီးလိုက်စားတယ်ဒါပေမဲ့ကို့မှာဒီတရားတွေနေရခင်ရအစင်ပြည့်ပြီဒီအသိဉာဏ်ကိုဘယ်လောက်ကြောက်သွားဘယ်လိုဘယ်လောက်တဲ့ခုဒီလာတယ်စားရတော့ okay price ကောင်းပေါ့ဒါပေမဲ့ဒီကကြီးပြန်ရင်ကို like ကဘယ်လိုဘယ်လောက်တဲ့ဒါကိုစဉ်းစားရကိုအသိခုဘယ်လိုပြောက်သွားဒါစဉ်းစား price and value ကို value ကျသွားလားလာတဲ့အတွက်ကို value တွေတက်လာလား price ကတော့ကျွန်တော်တို့ရှိနေကြတာပဲလောကမှာမြင်လာနေတာပဲပေါ့နော်ဟုတ်ပါပြီဒါကြောင့်မလို့ကျွန်တော်ကဒီတင်ညာတွေကတော့လောကမှာတင်ညာတွေလုံးတဲ့အတွက်ကလောကတင်ညာတွေဖြစ်တဲ့အတွက်လောကအနေနဲ့တော့ဒီတင်ညာကိုသုံးချပြီးတမိုးတစ်ခုရှိအောင်လုပ်နိုင်မှာပါဒါပေမဲ့ဒီဓမ္မဆိုတဲ့ပညာအမြင်ပါလာမှာဗာတက်တယ် value တက်တယ်အဲ့တော့ကိုယ့်ဘဝမှာ price of value ရောမြင်ကောင်းဘဝမှာနေရတဲ့ဘဝမြတ်စွာဘုရားတကယ်ပြည့်စုံတဲ့ဘဝကိုတိဆောက်ပေးပါအဲ့တော့ကိုယ့်ဘဝမှာခိုင်ရင်တော့ကျွန်တော်ပြောတယ်သီလသမာဓိပညာတွေတော့ဘဝကိုဘဝကိုနေရတယ်ပြည့်စုံတယ်လို့ခံစားရတာဆိုမေးတော်များများပြည့်စုံတယ်လို့ဘုရားခံစားလို့ပြောနိုင်ကြဘာလို့လဲဆိုပြည့်စုံလားလို့မေးလိုက်တယ်ဘုတရားအရင်လာနေတာအဲ့ဒီကားလေးရွှေစည်းကိုဟာဘလူးအဲ့သူကတော့ဆုံးတော့ဘာဖြစ်တယ်တော့အသက်ကြီးလာရင်တော့ဘာဖြစ်လဲငယ်ကျင်သေးတာငယ်တဲ့ဘဝမပြည့်စုံဘရောမှလိုပြည့်တယ်ဆိုတာမရှိဘူးမျက်စိမကောင်းရင်မျက်စိမြင်နေတာပဲနားမကောင်းရင်နားကြားတယ်သူပြည့်စုံတယ်လို့ဘလို့မှမကြမ်းမှန်နေတာပဲသူများတွေရေလိုလျှောက်သွားတယ်ကိုလည်းသွားနေတာပဲသူပြည့်စုံတယ်ဆိုတော့သူခံစားဖို့ဘလို့မှမရဘာနဲ့ပဲရတယ်သီလသမာဓိပညာဆွဲဒီ dimension ပြောင်းရှိမှပြည့်စုံ dimension ပြောင်းကြည့်ပြောနေတာသူလည်းသူရဲ့လောကအမြင်ဓမ္မအမြင်ဘဝအမြင်ဆိုဒီအမြင်လေးတွေနဲ့ပြောင်းကြည့် price for value စင်လိုက်ဘဝပြည့်စုံတယ်လို့ခံစားရတယ်လောကမှာပြည့်စုံတယ်လို့ခံစားရတယ်ဆိုတာသီလသမာဓိပညာခုလိုလောကအမြင်ဓမ္မအမြင်ဘဝအမြင်တွေလည်းကြည့်လိုက်ရောအဲ့လိုပြည့်စုံတယ်လို့ခံစားလို့ထပ်လို့ခြင်းသေးလားမ
ပြည့်စုံတယ်လို့ခံစားတယ်လူကျင်တဲ့စိတ်ရှိသေးလား ရှိတော့ပါ ပြည့်စုံတယ်လို့ခံစားလိုက်ရတဲ့နေရာဝိဇ္ဇာပဲလူကျင်တဲ့စိတ်ရှိတော့တဏှာချုပ်ပဲပြီးပြီလေဒါပဲရှိရဝိဇ္ဇာပဲတဏှာချုပ်ပြည့်စုံတယ်လို့မခံစားရဘူးဆိုရလူကျင်တာလာနေပြီပြောနေတာကပြည့်စုံတာလည်းဗာနဲ့ပဲပြည့်စုံတာသီလဓမ္မတွေဒီလောကအမြင်ဓမ္မအမြင်ဘဝအမြင်နေတယ်ဆိုရင်ကိုယ်ပြည့်စုံတယ်ခံစားရတယ်အခုပြည့်စုံမလား ပြည့်စုံပါ ဟုတ်တယ်နော်ကျွန်တော်တို့အရင်တော့ဖုန်းတော့ပြရတယ်ဟောစွန်းနေကြိုက်တယ်ရှင်ပြပြည့်စုံလားဗျာပြည့်စုံပြီအဲ့ဒီလိုရပြီခုလည်းပြည့်စုံတော့စိုးပါဘူးဗျာတို့အဲ့ဒါတွေ့ရပြီတော့အဆင်ပြေဖို့ရတယ်ဓမ္မတော့မသိဘူးစားတော့ပြည့်စုံဖို့ရတယ်ပြည့်စုံမလားဆိုဆရာတို့ရုပ်မေးတယ်ရှင်ပြပြည့်စုံပါပြည့်စုံပြီဆိုတော့တော့ခုလည်းပြည့်စုံမလားဆိုမေးရတယ်သူတို့လည်းဘုန်းကြီးဆရာတော်ကြီးတော့ဆက်မှာကျွအောင်လို့ကြည့်နေအဲ့တော့ဒီသီလသမာဓိပညာသုံးခုအခုလောကအမြင်ဓမ္မအမြင်ဘဝအမြင်လေးတွေဒီလိုလေးတွေရှုတော့နေတာစဉ်းစားကြလို့ရှိရင်ကိုယ့်ကိုယ်ပြည့်စုံတယ်လို့ခံစားမှဖြစ်ပါတယ်ပြည့်စုံတယ်လို့ခံစားရတယ်ဆိုတော့လောကမှာလေ very smart အဲ့ဒါပြည့်စုံတယ်လို့ခံစားရတော့ smart living ပြည့်စုံတယ်လို့ခံစားရတဲ့ကိုယ့်ကိုယ်ကိုနေရတာဘာဖြစ်သွားလဲချမ်းချမ်းသာသာအေးချမ်းဖြစ်သွား white thinking စိတ်ထဲမှာအေးချမ်းလူကြီးတောင်းတတာတွေမရှိတော့ဘူးเนาะဒီလိုဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့သူစာမျက်နှာဆက်နေမှာတိလသမာဓိပညာပတ်ကြ သီလသမာဓိပညာဓမ္မအမြင်သီလဟူသည်ကာယကံနှင့်ဝစီကံတို့ဖြင့်မလွန်ကျူးအောင်ဆောင်ထင်းခြင်းဖြစ်သည်သီလကြောင့်ယောသားတိကုန်ဖြစ်၏သမာဓိသည်မိမိစိတ်မှာကိလေသာတို့နှင့်ဝေးကွာနေအောင်စိတ်ကိုအေးချမ်းတည်ငြိမ်နေအောင်စောင့်ရှောက်ထားနိုင်သောအစွမ်းတတ္တိရှိ၏သမာဓိကြောင့်ရိုးပြောင်းပြီးကုန်ဖြစ်၏ပညာဟူသည်အမှန်တရားကိုထိုးထိုးထွင်းထွင်းပိုင်းပိုင်းခြားခြားမတွေ့မဝေသိမြင်ပြီးလောဘဒေါသမောဟကိလေသာတရားစုတို့ကိုအပြီးပြတ်တတ်နိုင်သောအစွမ်းတတ္တိနှင့်ပြည့်စုံ၏ရိုးရှိသည့်ကုန်ဖြစ်၏ဟုတ်ပါပြီတိလသမာဓိပညာလေးဆိုရင်တော့ဒီဟာလေးနဲ့စိတ်ထဲမှာပေါ်နေသွားတယ်လောကမှာပြောနေကြတာပဲယူသသားလုတ်ကင်စားကောင်းတာပေါ့လို့ယူသားမှုကကုန်တရားပဲဒါပေမဲ့ကျွန်တော်စိတ်ထဲမှာယူသားတာရေယူဖြောင်းတာရေယူရှင်းတာရေလူလေးစပေါ်လာတော့ system တစ်ခုရောက်လာကျွန်တော်ကဒီ system တစ်ခုကကျွန်တော်အဲ့လိုစိတ်ထဲမှာပေါ်ရတယ်ပြောတယ်ကျွန်တော်နဲ့ကျွန်တော်နဲ့ရတော့ကျွန်တော်အဲ့လောက်ဆိုလုံလောက်တယ်ကျွန်တော်အများကြီးမသိနိုင်ဘူးကျွန်တော်ခက်ညံ့ညံ့ဒီဟိုက်လို့အများကြီးမသိဘူးဒါပေမဲ့ကျွန်တော်ဘဝကိုအဲ့လောက်နဲ့ကျွန်တော်တိဆောက်လို့ရတယ်ကျွန်တော်ရင်တော့ဒါတွေပြောခဲ့တယ်တတိယပညာစားတာအဲ့ကုံတဲ့ဥစ္စာကျွန်တော်တလားစားတော့ကုံမှာကုံကျွန်တော်လည်းကတော့လောက်အတိုင်းရှိသူတို့ပညာတင်တာစားတာကျွတ်ရဲ့ပလင်းကမှနေတဲ့စီပုံသိအဲ့ဒါလို့အဲ့ဒါဒီမှာတလားစားမှာဟုတ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီလေးလောက်ဆိုတော့ကျွန်တော်ပြည့်စုံဖျောက်ကျေးဇူးတင်တယ်အဲ့တော့အများကြီးကိုသိကျွန်တော်က3လုံးမဟုတ်3လုံးမဟုတ်ဘူးလို့မကဖြစ်နေလားဖြစ်နေတယ်နော်ကျွန်တော်ပူတော်နေဖြစ်တယ်လက်စွာပြရတယ်လောက်လေးတီတော်က3လုံးမကုန်ဟိုပြောပူမှလေးဒီရောက်ကုန်းကိုမကုန်နိုင်ဘူးကိုဘွားကျေးဇူးတင်တယ်အများကြီးတော့ပြီးပါဘူးဒီနည်းနည်းလောက်တဲ့ကိုကျွန်တော်ကျေးဇူးတင်လို့မဆုံးအဲ့ဒါကအများကြီးတယ်ဘယ်ပြည့်ကျေးဇူးတွေမှလည်းခမ်းမလို့ပြောတာအဲ့လိုတွေတော့သိချာပါတော့စဉ်းစားဖို့ကောင်းနော်အဲ့တော့ယူသားတယ်ဆိုတာတိလာတော့ပဲပြောတယ်ယူဖြောင်းတာတော့ပါပါကြဥပမာကျွန်တော်ပြောတာယူတယ်ဒီကယူသားတာဒါပေမဲ့အခြေအနေတစ်ခုပါသူ့ရဲ့ပညာဂုဏ်တွေကြီးမဲ့ယာရုဂုဏ်တွေကြီးမဲ့ပြောကြဆိုကြတဲ့အခါသူအဲ့ပါနေယူသားတဲ့ပါအဲ့မဲ့သူကပါဝါရှင်းတော့ပြောရဲဒီလူတွေကြောက်ပြန်မပြောရဲသူရှင်းမပြရဲသူ့ရဲ့မှန်ကန်လို့သူအဲ့ဒါပါဝါမရှိတမားလေးမရှိရိုးတော့ရိုးသားတယ်မမှန်ကန်ကန်ပြန်ပြောနိုင်တဲ့တတိမရှိအဲ့ဒါတမားလေးမရှိအဲ့လိုသူရိုးဖြောင်းတယ်ဆိုပါဝါလေးရှိရိုးတဲ့ပုံဖြောင်းလို့ပြောရင်တင်ပြရင်အဲ့ဒါမှဖြစ်တမားလေးလည်းရောက်ပါဝါဒါပေမဲ့တမာရီရဲ့ပြဿနာကကိုက
တမာရီဆိုတဲ့အားနဲ့တင်းပြီးတော့ပြောရတယ်ပြောရတဲ့အတွက်ကိုယ့်ရဲ့စကားပြောရတယ်ပြည်ပြည့်ချင်မှပြည်ပြည့်အစဉ်ပြေချင်မှပြည်မှန်တော့မှန်မယ်လူကြီးဘက်ကသဘောကျချင်မှကြဒီတစ်ခုရှိပြဿနာတစ်ခုရှိအဲ့တော့မှပညာကလူကြီးတွေနားလဲအောင်လဲရှင်းရှင်းလေးသဘောပေါက်လက်ခံအောင်ပြောပြပါသူကပညာနဲ့တခါလေဟိုကလူကြီးကလည်းသဘောကျပါအေးဟုတ်ပြီပညာရိုးရှင်းပါရိုးရှင်းရှင်းလေးပြောနိုင်ဒါမှမဟုတ်ကျွန်တော်စိတ်ထဲမှာသီလသမာဓိပညာကိုရိုးသားတယ်ရိုးဖြောင်းတယ်ရိုးရှင်းတယ်ဆိုတော့ကိုယ့်အစစ်တွေနေရာရောက်တယ်ကိုကြည့်ရဒီဟာလေးပြောအဲ့ဒါအပြင်ရိုးသားတာတော့ကောင်းတယ်လို့ရိုးဖြောင်းလာတဲ့ပါဝါရိုးရှင်းတဲ့ပညာကိုမတက်နိုင်ဘူးဆိုဘာဖြစ်သွားနိုင်လဲဆိုတော့အောက်ကိုကျရိုးအားတော့ကျိုးအဲ့လိုဖြစ်သွားတာဘာမှမလုပ်တော့ train မလုပ်တော့ရိုးအားပါရိုးတော့ရိုးတယ်ကောင်းအဲ့တော့ကျန်တာတော့ကိုချိုက်ပါလေကိုပါဖြစ်အဲ့မဲ့ဒီရိုးသားတာလေးတစ်ခုကိုကျွန်တော်စိတ်ထဲမှာ system တစ်ခုထွက်လာဒီလကမာရီပညာအဲ့တော့ကျင့်သုံးကကျွန်တော်တွေ့ပါတယ်ကျွန်တော်ဘွားအဲ့ဝယ်ကျေးဇူးတင်လို့မဆုံးကိုရိုးသားမလားရိုးဖြောင်းမလားရိုးရှင်းမလားစဉ်းစားရဘွားလေးကိုဒါကြီး apply လုပ်အောင်ဖြစ်ပါတယ်ဒါလေးတွေကကလေးတွေတင်ပြီးလို့ရပြောရင်ကလေးတွေကစတင်ပြီးလို့ရသူတို့ဘွားနဲ့ကျင့်သုံးလို့ရတယ်ဒါဆိုယူသားတယ်ဒါဆိုယူဖြောင်းတယ်ဒါဆိုယူရှင်းတယ်ဒါဆိုယူအားလက်တွေ့တွေခါရရအဲ့တော့ကလေးတွေတရားမလားလူကြီးတွေတရားမလားတော့သိဘူးသူကကလေးလည်းမကြလူကြီးလည်းမရတဲ့ဘာမှသင်လို့မရတော့နော်ဟုတ်ပါပြီအဲ့ဒါလေးကိုဒါကသီလသမာဓိပညာအဲ့တော့သီလသမာဓိပညာကိုကြီးကျွန်တော်ထင်တယ်သီလသမာဓိပညာဆိုကိုယ်တော့မဆိုင်တော့ဘူးအဲ့ဒါလေးကိုကျွန်တော်သူဗာလေးနဲ့ပြောပြတယ်ဖတ်ကြည့်ကြမယ်လောကအမြင်လောကအမြင်လောကဥပမာအရာလမ်းကြောင်းပြန်သွားပြီဆိုရင်ခရီးနည်းတော်နဲ့စီကံပေါက်ပါသည်စီကံပေါက်မှုဖြင့်ရေးယူခရပါမည်ထို့ကြောင့်လမ်းကြောင်းပြန်မသွားတော့ပါရေးယူခရမှာကြောက်သောကြောင့်ဖြစ်သည်ထို့အတူသီလကိုစောင့်ထိန်မှုသည်အပေကြမှာကြောက်သောကြောင့်ဖြစ်သမာဓိအားကောင်းလာရင်စိတ်သည်ကောင်းမှုကိစ္စအပေါ်မှာတည်ကြည်လာသောကြောင့်မှန်မှန်ကန်ကန်လုံလာတတ်ပါသည်စီကံပေါက်ဖို့မစင်းစားတော့ပါသို့သောမိမိကိုယ်တိုင်ကမကောင်းတာမလုပ်တော့လေသူတစ်ပါးမကောင်းတာလုပ်နေပါကအပြစ်မြင်တတ်ပါသည်သူတစ်ပါးကိုအပြစ်မြင်တတ်တယ်လို့ပတ်ဝန်းကျင်နဲ့အခက်ကင်းလဲနေတတ်ပါသည်အာယုအများနဲ့မဆက်ဆံတော့ပဲစိတ်ငြိမ်မှုအေးချမ်းမှုကိုရှာဖွေပြီးနေတတ်ပါသည်ပညာဖြစ်ပေါ်လာရင်မိမိကောင်းတာလုပ်တယ်လို့သူတစ်ပါးကိုလည်းကောင်းစေချင်ပါသည်မေတ္တာသို့တော်သူတစ်ပါးမကောင်းတာလုပ်တာတွေ့တော်လဲအပြစ်မြင်တတ်သည့်စိတ်မရှိပါကရုဏာသူ့အကြောင်းနဲ့အကျိုးပဲဟုဥပက္ခစိတ်သဘောထားကိုအညီအမျှထားတတ်ပါသည်အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲဖြစ်နေရင်လည်းထိုသူကိုအပြစ်မတင်တတ်ပါမိမိစွမ်းနိုင်သမျှကူညီတတ်ပါသည်ကုသိုလ်မှုသာဖြစ်ပါသည်ဘဝအမြင်ပညာဟူသည်ဒီဓမ္မကာရဖြစ်သောဖြစ်သမျှတရားတိုင်းမှာအကြောင်းအရင်းခံရှိသည်ဟူသောအကြောင်းအကျိုးရှိတော့မှ universal law အနေဖြင့်တလောကလုံးကိုသိမြင်သွားခြင်းဖြစ်ပါသည်ထို့ကြောင့်သီလသမာဓိပညာဟူသည်တလောကလုံး၏နှစ်သာရအဖြစ်ဓမ္မအမြင်နှင့်သိမြင်ပြီးမိမိ၏နေ့စဉ်ဘဝမှာသီလသမာဓိပညာရှိတော့မှဘဝအမြင်ပြောင်းပြီးဘဝကိုတန်ဖိုးရှိရှိနေထိုင်ကျင့်သုံးနိုင်ပြီဘုရားတော်ခြင်းနှင့်သီလသမာဓိပညာလက်အုပ်ချီလိုက်လျင်ကောင်းသောကာယကံမှုသည်သီလဖြစ်သည်လက်အုပ်ချီလိုက်လက်စွာဘုရား၏ပုံတော်အပေါ်တွင်စိတ်၏တည်ကြည်နေမှုသည်သမာဓိဖြစ်သည်လက်အုပ်ချီကြောမှုသည်စေတနာကတိုက်တဲ့မှုကြောင့်သာဖြစ်ပါသည်ငါကရောတော်မူပါပညာဖြစ်ပါသည်ဟုတ်ပါပြီအဲ့တော့ဒီလမ်းကြောင်းမြန်စီးတာလေးကိုကျွန်တော်သီလသမာဓိပညာဘွားလေးကိုထည့်ပြီးဒါလမ်းကြောင်းမြန်စီးရင်ပြီးတော့ပြီးတယ်ဘာလို့နိုင်အခန်းနိုင်စီကံချိုးပေါက်ရင်အပြည့်ပေးမယ်ဒါသီလသူကအပြည့်ပေးမှကြောက်လို့စီကံလိုက်တယ်ဒီနေ့မနေ့တော့လေးလိုက်တယ် The stupid person are forced to obey the discipline ဒီစီကံကိုလိုက်တာကို force လုပ်တယ်
အဲ့တော့လူတယောက်ကိုလုံကိုလုံမလို့ပြည့်ယူနေတယ်ဒါ force the clever person have a power ရှိဒီလိုတဲ့ကိုသိကောင်းတာလို့ပါကောင်းတာလို့ဖို့အတွက်ပါဖြစ်တာ power my power ရှိတမာရီก็ power ရှိအောက်ကလူကစီကလိုက်တာကိုဘာလို့ force လို့ stupid က clever ဖြစ်လာရင် power ရှိကိုကောင်းတာလို့ the wise strength ရှိအားလုံးကိုပန်ကန်နဲ့စုပ်ဖြတ်နိုင်တဲ့ strength ရအဲ့တော့မှ force ရဲ့ power ရဲ့ strength ဒီသုံးကတိလတ်ပါလိပညာအဲ့တော့ဒါတွေကလူချက်စားနိုင်ဖို့ဒီလိုတွေဘဝလေးကိုကျွန်တော်ကကျင့်သုံးနိုင်ဖို့ system တစ်ခုဖြစ်ဖို့ကကိုယ်တည်ဆောက်ကြတယ်ဒါတွေကဒီလိုတည်ဆောက်နိုင်လို့ရှင်ဘဝပြီးအနောက်တိုင်းကဒါတွေလောက်တာသိပါလိမ့်နော်သူတို့ရုပ်တည်နေနေဒါတွေမသိပါဘူးပရိသတ်တော့ဘယ်ပဲဒါပေမဲ့ဒီလို apply ကိုကောင်းကောင်းစနစ်တကျကောင်းကောင်းလုပ်နိုင်ပြင်လိုက်တယ်နော်အဲ့ဒါဆိုရပြောတယ်ဒီဟာရမှဆက်တော့ဟိုဘက်လုံးပြောက်ရတယ်ဒီပရိသတ်တို့ဘက်ဒီရုပ်တည်နေနေကဘာလို့မှလုံးပြောက်လာသွားတော့ကျွန်တော်ကဒီလုံးပြောက်ရလည်းမရဘဝနေနေဝိဆော living နဲ့ဒီလိုမကျင့်သုံးနိုင်ကျွန်တော်တို့ system ကိုဒီစောင့်နိုင်တယ်နော်ဒါတွေကိုသွားတွေ့တာဒါနဲ့တော့လေးလာနေပါဒီကိစ္စလေးလာရလွယ်ပါတယ်ခလုတ်တစ်ချက်နဲ့အကုန်ပြီးလို့ရတယ်ဒါနော်ဒီလိုတွေနားလည်လာမှာဖြစ်အဲ့တော့လမ်းကြောင်းပြန်စီးလို့ရှိရင်ကျွန်တော်လည်းအခုအတူတူပဲလမ်းကြောင်းပြန်စီးအခန်းခံမှာဒါတိလစီကံကျွန်တော်လည်းတူပဲအပေကြမှာဆိုလို့တိလဆောင်ထိနေရအဲ့ဒါတိလပဲတမာရီဖြစ်လာမမှန်ကန်ကန်လုပ်တော့တမာရီချိန်လို့ကြားဘူးလားကြားပါဘူးတမာရီချိန်တမာရီလူကြီးပြည့်ကြားဘူးလားဘယ်မှာလဲရှိမှထိုင်နေတယ်တမာရီလူကြီးပြည့်နေတယ်ရှိမှထိုင်နေနော်ဘာလို့လဲမမှန်ကန်ကန်လုပ်တော့ဘယ်မလိုက်မမှန်ကန်ကန်ကောင်းတဲ့လုပ်ငန်းပေါ်မှာတီးသွားပြီတမာရီဆိုရင်ကျွန်တော်စိတ်နေညာပဲအောင်တမာရီမရှိသေးတမာရီမရှိသေးတော့လာပြောတာဒါတော့ပြောကောင်းတော့ပြီခောက်လို့လိုက်တယ်တမာရီကဒါပဲဒီသမထတယ်ဒီလွယ်တယ်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြေအောင်စိတ်ကိုလည်းမကောင်းမှုရှောင်တာတိလာကောင်းမှုဆောင်တာဒီတော့ဟာတိလာလောက်ပဲလေမဟုတ်ဘူးကောင်းမှုဆိုရဲ့လုပ်ငန်းတစ်ခုကစိတ်ကပါတီးသွားတယ်မကောင်းမှုမလုပ်တော့ကောင်းမှုဆိုရဲ့လုပ်ငန်းတစ်ခုကစိတ်ကပါတီးသွားတယ်စိတ်တရားတီးလာဟိုရောက်နေတာကိုကငါလမ်းကြောင်းညာဘရောမှမစင်ဒီမှန်မှန်ကန်ကန်ပဲသွားမယ်ဆိုတဲ့စိတ်ကူးဖြစ်နေတဲ့အမှန်ရှိတီးပေါ့အခုကျွန်တော်ပြောနေတာဒီလိုဒါကိုနိုင်ငံမှာပြောရတာကိုနိုင်ငံကိုဘွဲ့တွေပြောရတယ်ဇာတော့ကိုဘွဲ့တွေပြားလို့ပြောတော့ဒီကနားတော်တဲ့လူကတို့နေတယ်အားမလည်းကြောက်ပြီပါအတိအရအများကြီးလုံးမတောင်နေပြီကိုတွေတော့ပြီးဒါပေမဲ့သူတို့ကဒီအတိအတီးနေစိတ်ကြတရားလို့ပြောပြင်းနေချင်းကြည့်ကြတော့ဘယ်ရောက်နေမှမသိတော့အဲ့ဒီအတီးတစ်ခုကမှတီးနေစိတ်ဒီပေါင်းအောင်မရသူကတမာရီကဘလို့သူတို့ထင်တာဇန်တမာရီသွားကြည့်ကျွန်တော်ကဒီအတိကမှတီးတဲ့ခါလေးကော်ဖီတော့မှစိတ်နာဒီခွန်တီးတယ်အတွေးရစဉ်းစားရဘယ်လားတညာကောင်းတယ်ဆိုတဲ့ချမ်းသာတဲ့စဉ်ဝေးနာဒီအတိကိုတီးတယ်ခုကြားတယ်ဝေးနေရကြဒါဆိုရဒီမြင်တဲ့ကြောင်းများဒီသူ့ညာတွေပါရုပ်ကြီးအဲ့ဒီအတိကိုတီးပါအဲ့ဒီအတိကဘာလို့မတီးတာအဲ့တော့တမာရီဆိုရဲဘာလို့တမထလားဝိပဿနာလားဒီ dimension အဲ့တော့မကောင်းမှုရှောင်ကောင်းမှုဆောင်ကောင်းမှုဆောင်တယ်ဒီတော့တမာရီဆိုရင်တော့စဉ်းစားလို့မရအောက်ပြမှာကောင်းမှုဆိုရလို့စိတ်ပေါ်လုပ်ငန်းပေါ်မှာဖြစ်တော့တီးသွားတယ်အဲ့တော့လမ်းကြောင်းမြန်မစည်းတော့ဘူးတမာရီအဲ့တော့မှတမာရီချိန်ဝင်လို့တမာရီလူကြီးလို့ဆိုဒါတွေဒီလောကလည်းစမြင်လာတာတမာရီတည်ပြင်းနေကိုကိုတဲ့ကိုဟာထဲမှာအဲ့ဒါဆိုဒီခုကိုရတီးပြီလောကမှာဂရိတီလားမတီးဘူးကြဘူးလားတီးပါတယ်ဆရာကြီးကဂရိတီလူရအောင်နဲ့တမာရီတီမှတရားရအောင်ဒီလိုပြောခဲ့တယ်တမာရီစိတ်နေတာပေါ့အတိပေါ်တီးတယ်ဒါပေမဲ့ကျွန်တော်တို့ကတမာရီဆိုတာစာရေးပေလို့ပြောရင်တော့ဒီဇန်တွေပဲပြောမှာပေါ့ပြောချင်တယ်ဒါပေမဲ့ကျွန်တော်သဘောပေါက်သွားတာတို့နဲ့ကိုယ်နဲ့တီးတယ်ကိုယ်နဲ့တော့ကိုယ်တီးနေတယ်ဒါပေမဲ့လက်တွေ့ရဲ့လုပ်တဲ့ကမှာဒီအတိပေါ်မှာသူတီးမလားဒါကွာနေဒီရကွာ
အဲ့ကြောင့်မှကျွန်တော်ကတမာရီကိုလမ်းပြောင်းပြန်မစည်းတော့ဘူးလို့သူကတီးသွားပြီโอเคပေါ့အဲ့တော့ဒါမျက်နှာရှိတယ်ကိုကတော့လမ်းပြောင်းတော့သူတော့ပြန်စည်းတဲ့လူတော့ပြည့်နေတဲ့ပြင်အဲ့တမာရီရောက်လိုက်တော့အပြည့်နေတဲ့ပြင်တတ်တယ်အပြည့်နေတဲ့ပြင်တတ်တယ်မှတ်တာသူတမာရီတွေတော့ရောက်သွားပြီသူမဟုတ်တာတော့မလုပ်ဘူးမဟုတ်တာလုပ်တဲ့လူကိုလောကမှာအများကြီးတွေ့ရတယ်အဲ့လိုသူတမာရီတွေတော့ရောက်သွားဒါသင်သိခဲ့တယ်ဒါတော့စကားပြောလိုက်တယ်သိတယ်ဒီကပညာဆိုတာအပြစ်မမြင်တော့ဘာလို့သူ့အကြောင်းနဲ့သူ့မျိုးပဲဒီကလေးနားလေတာနောက်ဆုံးသားသမီးလည်းသူ့အကြောင်းနဲ့လုပ်ပေးနိုင်တယ်လုပ်ပေးတာပဲသူလည်းသူ့အကြောင်းနဲ့သူ့မျိုးပဲဟောပြီးပြီကွာဒါပဲအဲဒီလိုနားလေသွားတာဘောပေါက်ဒီအကြောင်းကျိုးဆိုတာလက်ကားပေါ့ရေဓမားလာတာပြောရတယ် logical thinking ပေါ့ဘူးပြောရတယ်အကြောင်းကျိုးဆိုလို့သတ်သတ်လေးမြင်တယ်ဘာလို့ဒီအကြောင်းကျိုးဆိုတာလောကလုံးလောကပြင်သွားဒီအကြောင်းကျိုးကြီးတာအားကြီးတယ်ဒါသောတာပန်နေစသည်ဒါပဲဒီဒါစပြင်သွားဒီလိုလဲကြောပြစ်ကိုမမြင်တော့အဲ့တော့သူဒုက္ခတွေ့နေပါကြတယ်ရင်တော့မင်းနဲတော်နဲလေးခဏခဏဖြစ်နေတာအခုဒီခါပဲဖန်ခံတာနဲတော့အခုတော့အဲ့လိုပေါ့သူဒုက္ခတွေ့နေအခုတော့ကူပေးတယ်ကူလို့လည်းကူပြောနေတာလောက်ကောင်းတယ်ကိုပဲကအဲ့တော့ပညာဖြစ်သွားမှစိတ်ကလွတ်မြောက်သွားဒီလိုပတ်မှန်ကြိုက်တယ်ပြောတယ်စိတ်ကလွတ်အဲ့တော့မှဘာမှပြည့်မမြင်တော့တာနေဘူးလည်းပြောတော့ဘိုးရတဲ့ခုနေမွေးဘူးလို့ဘိုးရရင်ရွာလို့ငလင်လို့ရင်လည်းလို့လိုက်တော့ဘာများဖြစ်တယ်လဲငလင်ပဲထည့်နေတာလုံလို့ငလင်လောက်တာပြည့်မဟုတ်ဘူးဒါသူ့သဘာဝဘာလို့လဲသိဒုတိယအချိန်မှမပြီးတော့လှုပ်တာဘောက်ကပြန်လှုပ်တာအပေါ်ကလှုပ်မှာအောက်ကမလှုပ်ပဲနေလားဒီပေါ်တက်ပြီးတော့ဒီကလှုပ်တယ်ပါအောက်ကလူတွေလှုပ်တာပဲကျွန်တော်ကကဘာကြီးပေါ်တက်ပြီးကျွန်တော်ကလှုပ်ချင်တော့လှုပ်တာအရင်တော့ချီတင်မဲ့သွားတာလေသူကားတွေရောမှကျွန်တော်လှုပ်သူကလေအကုန်လှုပ်တယ်ဒီကတာကြီးစောက်တယ်အကုန်တူးတယ်အောက်ကနေအကုန်တူးထုတ်တယ်ရှိမြတယ်ဘယ်နဲ့ဆရာကုန်ပြက်ကုန်တယ်ကျွန်တော်တို့ကတင်တော်ကြီးခုတ်တယ်အကုန်ဘယ်နဲ့စီပြဘယ်နဲ့စီမှတော့အောက်ကပဲနေနိုင်ပါတော့နဲတော်နဲလေးလို့ပြောမှလားငါကြတော့အပေါ်ကလို့တော့ငါမှလည်းခါတီလုတ်တာတော့ဒါကိုအပြစ်ဝိုင်းနေနေရတယ်ပေါ့နော်အဲ့လိုတော့မဟုတ်ပဲကဘာမေကြီးတာစောင့်တဲ့တိုင်းရှိတယ်ပေါ့ဟုတ်တယ်ဟုတ်လားလူတွေတို့လည်းလုတ်လိုက်တာများပြီပဲခါတီလုတ်တာတော့အပြစ်ကပြောလို့မစွန့်တော့ဘူးအဲ့လိုကြီးသူလုတ်လို့ငါခန်းနေရတဲ့ကြောင့်မမြင်ရဘူးပေါ့နော်သူကလည်းအဲ့လိုပြောမှသူကဆရာအဲ့လိုတွေတိုင်းပြောဦးလေတစ်ပင်ရိပ်ပြီးရတယ်နော်အဲ့ဒီတစ်ပင်ရေးရတယ်ကျွန်တော်ပြောတယ်ဒါတစ်ပင်ရဲ့ရိပ်အဲ့ဒီရိပ်ကဒီလိုတက်ရှိရင်ကျွန်တော်မတရားဆွဆွဲနေပါလို့ပေါင်နေတရားကိုတိုက်ပါကျွန်တော်လူသားတွေကျွန်တော်အရိပ်ပုတ်ပါဘူးကျွန်တော်ကအမောင်တက်ပါလင်းပွဲလို့ကျွန်တော်အမောင်တက်လေးဖြစ်တာအဲ့ဒါကိုဗျာကျွန်တော်ကတစ်ပင်ရဲ့အရိပ်ဆိုတစ်ပင်ရဲ့ကြုံများအောင်နေတာကျွန်တော်ဆွဆွဲနေတယ်ကျွန်တော်တစ်ပင်ရဲ့ရိပ်ပုံမောင်းတက်လေးကျွန်တော်မတရားဆွဆွဲနေပါလို့တိုက်ပါကျွန်တော်တို့သဘာဝတရားကြီးကတိုင်နေတာအများကြီးရှိကျွန်တော်ဒီလိုမြင်လိုက်ကျွန်တော်သဘာဝတရားကိုမတရားဆွဆွဲခုလည်းငရေကြီးကိုပြောလိုက်ကြတာကျွန်တော်အပေါ်သူတို့နှိမ့်ဆက်တာကျွန်တော်မမြင်ရဘူးကျွန်တော်တစ်ခါတည်းလောက်တာပဲကျွန်တော်တော့အပြစ်ပြောနေတာသူလည်းနှိမ့်သူလည်းပြောပါပဲကျွန်တော်ကိုတွေးပြီးဖောက်တယ်တူးတယ်ကျွန်တော်ဘောဘာလို့လုပ်တယ်အကုန်ပြောသူလည်းတရားပြောပါပဲအဲ့ကြောင့်ကျွန်တော်ခန်းနေရတယ်နော်အဲ့လိုမဟုတ်ဘူးလားတရားလားဒါဘုရားလို့လားဒါပဲဩဒီလိုမြင်သွားတာသဘာဝလောကကိုလည်းသဘာဝလူလည်းသဘာဝဒီလိုလေးစမြင်လာခုတရားလို့လည်းဘာလို့အဲ့ထိုက်ပါလို့ရတယ်မသိဘူးဘာလို့လဲဘာကွာနာမလဲကောင်းပါလေဘဝလုံးပြောတာဒီကတော့ကောင်းတာဒါပေမဲ့ကျွန်တော်တို့ထိုက်တော့လွယ်ပြီးပါသူ့ကိုပြန်ဆန်းစေကျွန်တော်ခက်ညံ့ညံ့တော်တဲ့လူတွေလည်းပဲကောင်းပါတယ်ကျွန်တော်ခက်ညံ့စိုင်းတောင်လူတွေပြောတယ်တော့စင်ဒီဒီရိုက်တော့ကြောင်းအေဂျင့်တွေကျွန်တော်ကနော်ဒါကြောင့်မလို့ဒီအကြောင်းအကျိုးလေးကိုလိုမြင်လိုက်တယ်အဲ့တော့ကျွန်တော်ဒီမှာရေးပါအဲ့တော့ပညာဖြစ်လာရင်သူမှလည်းကောင်းစေသိတယ်ကိုကောင်းတာလေးစားရင်သူမှလည်းစားကောင်းအဲ့တော့မြစ်တာဒီကတော့ဒီပညာတော့အလကားနဲ့ပညာဖြစ်နေပါလို့ကျွန်တော်တို့လည်းပါအဲ့တော့ဒီ
ဒီရတာလည်းပါဓမ္မရတာလောက်ကောင်းတာမှရှိဒါပေမဲ့ကျွန်တော်အဲ့ရတာမခံစားမှုတွေဖြစ်တယ်ဒီဓမ္မရတာအသိဉာဏ်ရဲ့တာအောင်ကျွန်တော်ဓမ္မုထပါဝါပဲကြည့်ပညာဝင်တယ်ဖြစ်အဲ့တိုင်းပဲအဲ့တော့ဒီပညာဖြစ်သွားလို့ရှိရင်စိတ်ထဲမှာအဲ့အပြစ်မြင်တဲ့စိတ်ပြောက်တယ်။ဘာမှတရားကိုစမြင်တာ။အားလုံးတော့ဒီကြီးဘက်ကလည်းစဉ်းစားတဲ့အလေးပဲအကုန်စဉ်းစားတဲ့ dimension ပေါ့ပြောကြည့်တာ။အဲ့တော့ဘာဝိုင်းမှာပြည့်မြင်ကြပါမှာ။အဲ့ဒီပဲကျွန်တော်ကဒီအပြစ်မမြင်တဲ့စိတ်ဖြစ်လာတယ်။ဘာဖြစ်လဲ။ဂယုဏတရားဖြစ်တဲ့စိတ်ထဲအပြစ်မြင်တဲ့စိတ်ရှိလို့ဂယုဏမဖြစ်နိုင်ဘူး။ဂယုဏပြောတယ်ယူနာဖြစ်ပေါ်ကိုယ်ပဲဒုက္ခရောက်ကြအောင်လို့ဖြစ်နေတယ်ဗျာသူတို့ယူနာတရားရှိဖို့ကတည်းကဒုက္ခရောက်ကြအောင်လို့ဖြစ်ကျွန်တော်စဉ်းစားတာပုဂ္ဂိုလ်သတ္တဝါများစဉ်းစားတကယ်ကျွန်တော်ခံစားရတာဒါကျွန်တော်မြင်ပြောတယ်ကျွန်တော်ခံစားမှုပဲရှယ်ယာလုပ်နေတယ်ရုပ်မားတယ်မှလည်းကျွန်တော်ပြောနေရတော့မဟုတ်ဘူးပြောကြည့်တာအဲ့အရာလည်းဘာကြောင့်လဲလက်ကားတော့ဖြစ်တာမဟုတ်ဘူးဆိုတော့ဘုရားရဲ့တရားတွေကိုဒီလိုလိလာရင်းနဲ့ဒီလိုတွေခံစားလို့ရတယ်ဒါကိုကျွန်တော်မှားတာမှန်တာပြောနေတာပေါ့ကျွန်တော်ခံစားမှုကိုပဲမျှဝေပြီးကျွန်တော်ဒီဟာလေးအဲ့တော့စိတ်ထဲမှာအရာရာကိုကူညီခြင်းတယ်ပြောနေတာကောင်းတဲ့ကောင်းစေနေတာတဲ့ကိုတက်တဲ့လောက်ကူညီပေးခြင်းတာယူတာဖြစ်ကိုတက်တဲ့အဲ့ဒီတည်းကကြောင်းကြောင်းအစင်မပြေတော့လေဥပက္ခါဆိုတော့သူလည်းသူကြောင်းတယ်သူကျိုးပေါ့ကိုကောင်းစေနေလည်းကောင်းတာဟုတ်ပြောနေတာကိုကူညီတယ်ဒါနဲ့ကူညီမရဘူးမဟုတ်ဘူးကိုယ်ကစိတ်နာနဲ့ပြောသူကပါလေစုတယ်ဟာဘာသာလည်းတက်နေတော့ကြည့်အဲ့ဒါလည်းပြည့်ပြောတယ်ဟုတ်လားကျွန်တော်တို့ကမှတူတူတရားဝင်အဲ့ဒီလောကတော်တော်ကောင်းတာစကားတားပြောတယ်ကျမတို့ကရေတောက်ချင်တာဆရာတို့ကမိသားပိုက်တဲ့တိုက်ဟာကောင်းလိုက်တဲ့ဟိုမှာပြောတယ်ကျွန်တော်ကဒီကတော့မိဘပဲဒီလိုပါပြကောင်းတယ်ရင်တော့စိတ်နဲ့ဆင်ပြေတယ်ကိုမိသားစုနဲ့ဆင်မပြေဘူးလို့တော့ကောင်းတယ်နဲ့စိတ်သားကြည့်တော့ဘာကိုဖွယ်ပါတော့အဲ့တော့ဘက်ကပြန်မိသားပိုက်ဖြစ်ပါလားကိုကမိသားပိုက်တယ်မသိဘူးကိုကဘဝေးမိသားပိုက်တဲ့ထိုးလေရှောင်းပြလေးပြပြောနေကိုကတပိုးစိုးလေအခုမှပြဿနာလာတွေ့တယ်ခုတော့ဒီတို့တောက်ချင်တာလိမ့်မယ်လို့ဘာမှပြောတော့โอเคသွားပြီဒါမှကိုကโอเคလားတို့တောက်ချင်ပါလားဒီနေ့ဖွင့်ပြလိုက်ဒါပူကောင်းတယ်အဲ့မှာမဝါတော့ဒီပူကောင်းတယ်ဟာဆက်ပြီးပါလာမှာခုနကက်လာမှာမဝါတော့ဘာမိသားပိုက်တဲ့တော့ပြေးရောဘောပေါက်သွားဟိဒါလောကအမြင်မှာမိသားပိုက်တာတော့ဘောပေါက်တယ်ဒီမပေါက်ဘူးအဲ့ဒီဘက်မှာတိတ်ကောင်းတယ်တော့လောကအမြင်ကိုဒီလိုမြင်ဖို့ဆိုမိမနဲ့သားဆိုမိမပြောဘရောမသားများမရဘောလို့မိမကောင်းစေနေတာဟိုကိုဖြစ်စေကျွန်တော်လုပ်ဟာအဲ့ဒါသားကြီးကမိသားပိုက်နေတာအဲ့လိုနေတာနော်အဲ့လိုနေတော့အဲ့တော့ဥပ္ပခါပေါ့နော်ဒီအကြောင်းအဲ့တော့မေတ္တာတွေယူနာတွေဥပ္ပခါအကြောင်းအော်ကိုညီလိုက်လို့ခါတော့ဟောပြောရတာပဲကိုအတွက်တော့ကိုပြောသေးတယ်ကိုဟာတဲ့နော်ဒါအကုန်ဖြစ်လာတယ်ဆိုတော့ဘာတူကဒီလိုနေရဒါပညာပဲဒီလိုနားလည်လာတာပေါ့နော်ကျွန်တော်ဒီအကြောင်းကျိုးလေးဒီလမ်းကူးတဲ့သီလသမာဓိပညာလမ်းကြောင်းပြန်စည်းရလေးကစတယ်အဲ့လိုခံစားလောကလည်းဒီလိုပြင်သွားတာအမြင်တစ်ခုကအဲ့ဟောလမ်းကြောင်းပြန်စည်းရရောသီလသမာဓိပညာလည်းဘလို့စဉ်းစားပြီးပြောချင်တာကျွန်တော်တို့အဲ့တော့ဒီလိုလေးခံစားလို့ရတာပဲဒီလိုပေါ့နော်ဒါလေးဒါကြောင့်မလို့ဒီသီလသမာဓိပညာပေါ့နော်ဒီလေးနားလည်တော့နော်ဟုတ်ပါပြီအဲ့တော့ယုံနဲ့ကိလေသာစာမျက်နှာ14ပါစာမျက်နှာ14မှာဖြစ်ပါတယ်ယုံနဲ့ကိလေသာလောကအမြင်နဲ့ဓမ္မအမြင်အပြည့်လောက်တာကိလေသာခံရတာကယုံနဲ့မတည့်တာစားကျင်တာကိလေသာယောဂဖြစ်တာယုံနဲ့အင်းကြံလဲကျင်တာကိလေသာပြင်ပန်းတာကယုံနဲ့ရန်ဖြစ်ကျင်တာကိလေသာလိုက်ကြတာကယုံနဲ့လှကျင်တာကကိလေသာပိုးနေတာကယုံနဲ့ကိလေသာဝိကြမှာဘောဓိဝိကြပါပြီလောကအမြင်မှာအပြည့်လို့ရင်ခံရမယ်။တတဲ့တာစားရင်လောကဖြစ်မယ်။တင်းကြံလေရင်ပင်ပန်းမယ်။ရန်ဖြစ်ရင်ကြိုက်ကြမယ်။လှကျင်ပေမဲ့ပူလာတယ်။ဝါလို့ဘောဒီဝိချရမယ်။စသည်ဖြင့်သိကြတော့လေဓမ္မအမြင်မပါခဲ့ပါ။ဒ
ယခုကလောကအမြင်ဤနောက်ွယ်ကဓမ္မအမြင်ကြောင့်ဘဝအမြင်များပါပြောင်းလဲလာပြီးဘဝကိုတန်ဖိုးရှိရှိအတိဖြင့်နေထိုင်နိုင်ခြင်းဖြစ်သည် ဟုတ်ပြီကျွန်တော်ဒါလေးသင်ခဲ့တယ်ငါယုံနဲ့ကိလေသာဒေလတာကိလေသာခံရတယ်ခံပြီးမဲ့အဲ့ရလောကအမြင်နဲ့ငါဓမ္မအမြင်ကြီးဆက်ပြီးဘဝအမြင်နဲ့ပြောင်းဖို့လုပ်ပါအဲ့စစ်စံတော့ရှိခဲ့အဲ့စစ်စံတော့များခဲ့ပြောနေတာကျွန်တော်2006ခုရဲ့တရားလေးစပြောခဲ့ပြောတယ်ဒီထဲမှာပဲပြောနေအခု2025ရာမှာဒီစစ်စံတို့ထွက်နိမစေရတရားတို့ထုတ်ကျွန်တော်နေတန်ဖိုးတာရှိကျွန်တော်ဒီလိုစစ်စံတစ်ခုလောကအမြင်ဓမ္မအမြင်ဘဝအမြင်ဆိုတဲ့ဒီထဲကိုလူတွေကြားဖို့ကနိမစေဒါပေမဲ့ကျွန်တော်ပြောတယ်ဟဲ့ system ကိုစောင့်နိုင်ဒီလိုတစ်ခုတူတယ်အဲ့တော့ကျွန်တော်ကဒီနှစ်30မှာဒီ system တည်ဆောက်တဲ့အတွက်ကျွန်တော်ဘဝရဲ့ဒီစာရဲ့အတန်ဖိုးရှိဒီဆောက်တာဒါကကျွန်တော်ပြောနေတယ်တစ်ပင်လေးတွေအိမ်မှာစိုက်ကျွန်တော်ပြောတာနော်ကိုတစ်ပင်လေးစိုက်ညုံလေးတွေထွက်လာရင်ကြည့်ရရင်ဒီလေးလုံးမလဲအာကျင်းလာနေရဲပုံလေးပွင့်ဟာလမ်းပြီးမှတစ်ပင်လေးပေါက်တယ်အဲ့ဒီတန်ဖိုးရှိကိုပြုံးခဲ့တာပေါ့ဒီဟာအဲ့တိုင်းပဲဓမ္မတွေလည်းကြောက်တော့ပြီးသွားတာကိုမှမဟုတ်ကိုယ်ရင်ပြုထောင်ဖို့ရှိရင်ဘယ်တော့မှမမိတ်ဘူးကွာပြောချင်တာတန်းကဒီလိုကျွန်တော်တို့စဉ်းစားရပြောချင်တာသူကအပေါ်ရန်လေးဆိုကျွန်တော်ကတိုင်ဖို့မထားကျွန်တော်ပြောချင်တာဒီလိုဖြစ်အဲ့ဒါဒီလိုပါပဲခုနကကျွန်တော်တို့ဒီမှာထိုင်ပြီးမုံလေးစားတဲ့ခါကျတော့ဒီမှာကြာကျော်လင်းကစားရတဲ့စကားပြောတော့မုံရင်းကလေးစားဒီခုတင်တယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်မုံရင်းကလည်းသူတွေ့ခဲ့ပါလေသူပဲသူရတယ်နော်ဒါပေမဲ့ဒီမုံရင်းကလေးဒီဝိုင်းဝန်းအခမ်းကြတာလုံးကြတာပြုကြတာအတွက်ကျေးဇူးတင်တယ်ဆိုတဲ့ဒီဟာလေးကိုခံစားမိတယ်တဲ့ပြောတာတော့ဒီတိုင်းမပြောတာနော်ကျန်တဲ့သူတွေကျေးဇူးတင်တယ်ပြောဖို့တော့မရဘူးပေါ့နော်ဒီဟာရင်နဲ့ခံနေပါစဉ်းစားလိုက်ဆိုကြတယ်ဒီကတော့ဒီပြောမရဘူးအဲ့တော့တဲ့မှာပြောလိုက်တယ်တိလမာပညာလေးပဲပြောလိုက်တိလမာပညာဆိုတာဒီမှာဒီစာလေးခုဆရာတို့ဘုရားဆရာပြောပြတယ်နော်လောကမှာကေဘင်းရဲ့တိတ်ခင်ကေဘင်းပေးတာနဲ့ယူတာပစ္စည်းကိုဝင်လည်းကိုပေးတယ်ယူတယ်ပေါ့နော်လောကကေဘင်းရဲ့တိတ်ခင်လို့ရတယ်ကယ်ရီရဲ့ကေဘင်းပေါ့ကယ်ရီနဲ့ကေဘင်းကြီးကယ်ရီရဲ့ကေဘင်းကယ်ရီလို့လည်းယူတယ်ကေဘင်းပေးတယ်တချို့ကပေးမှရကျွတ်လည်းဥမာတောင်းမှတိလာဆောင်တယ်ငါရမှပေးနိုင်တယ်တိလာနဲ့ကြိုက်တာကိုပေါ့ကျေလုံးညာကိုကောင်းရမှပေးမှလားပေးလို့ရလားကွဲဖို့တိလာနဲ့ပညာနဲ့ကြကျွန်တော်လောကကြီးကိုကျွန်တော်ခံစားချက်နဲ့ပြောခဲ့ကျွန်တော်ပုံမှန်တစ်ခုပဲလုပ်ခဲ့ကျေးဇူးတင်တာရဲ့ကျေးဇူးဆက်တာဒီနှစ်ခုကျွန်တော်လုပ်တယ်လောကကြီးမြင်သွားတယ်ကျွန်တော်ပုံမှန်ကျေးဇူးတင်ရတယ်ကျွန်တော်ကျေးဇူးဆက်ဒီနှစ်ခုကျွန်တော်လုပ်တယ်အဲ့တော့ကျေးဇူးတင်တယ်ဆိုတာ gratitude ကျေးဇူးဆက် graceful ဖြစ်မင်္ဂလာတရားနဲ့ပြည့်စုံကျေးဇူးဆက်တယ်လောကကြီးအဲ့တော့ကျေးဇူးတင်တာလည်းကျေးဇူးဆက်တာပညာရဖြစ်တာလောကအလွန်နှစ်သက်မြန်လို့ပဲဖြစ်တဲ့သဘာဝတရားကိုလှတရားကိုသဘာဝတရားရဲ့လက်ဆောင်ကျေးဇူးတင်ခြင်းနဲ့ကျေးဇူးဆက်ခြင်းပုဂ္ဂိုလ်တက်တော့ပေါ့ဘောနေပြီး wishful living ပဲဘောနေကျွန်တော်တို့ကအဲ့လောက်ထွက်လာကျွန်တော်ခံစားမှုတွေအဲ့တော့ကိုယ်တိုင်လူကျင့်သုံးနိုင်ဘောတစ်ခုစမြင်သွား vision ခုစ vision တွေရဘာနဲ့နေကျေးဇူးတင်တယ်နဲ့ကျေးဇူးဆက်တယ်ဘောတစ်ခုကိုယ်ဝေးလာတဲ့မိဘတွေကျေးဇူးတင်ရကိုယ်ထွေးနေသူကျေးဇူးဆက်တယ်လောကမှာအားလုံးဒီလိုတော့လောကလို့ဒါပေမဲ့ကျွန်တော်တို့ဒီလိုမမြင်ခဲ့ကြကျေးဇူးတရားတွေကျေးဇူးဆက်တယ်ဒီလိုအဲ့တော့ဘယ်ဟာလို့ကျေးဇူးတင်တယ်ကျေးဇူးဆက်တယ်ဆိုတာဘာပညာဒါပေမဲ့အောက်ကတိလာဂေဘီရဲ့တေခင်းအဲ့ကတော့ဂေဘီရဲ့ကဲဒီနေဘာပဲဖြစ်ဖြစ်တိလာဒီလိုပဲသွားတယ်ဘုံစားတယ်ပတ်စံပြီးမှစားလို့ရဘယ်ရကျွေးတယ်မွေးကြတယ်နော်ဂေဘီရဲ့ကဲဒီရဲ့ဂေဘီအဲ့တိလာကျေးဇူးတင်တယ်ကျေးဇူးဆက်ပညာဖြစ်တယ်အဲ့ဒီပညာပါကြတမာရီ
ဒီလိုတရားတွေဒီမှာကိုယ်ကဒီစားတဲ့နေရာမှာဖြစ်စိတ်ကတည်ငြိမ်မှုအားကောင်းရှိတာနှုတ်ဝင်ကျေးဇူးတရားလည်းလေရောက်နေတာစိတ်ကြီးဘာဖြစ်လို့လဲမာလိုက်ကြကြခဲ့တော့မရသေးဘူးလားမသိဘူးဟာအဲ့အရင်နဲ့ပဲတော့တယ်တမာရီကမရှိဘူးလေကိုယ်စားရင်ကျေးဇူးတရားကောင်းမှကျေးဇူးဆက်ရကောင်းမှဒါလေးကျွန်တော်စိတ်ထဲမှာမပေါ်ပါဘူးဘာလို့တမာရီမရှိဘူးစိတ်ကဒါကြောင့်မလို့ဒီ giving and getting နော်ပေးရယူရတာတော့သဘာဝတရားတွေရှိမှာကျွန်တော်လောကထဲမှာပေးကြတယ်ယူကြတယ်ဆိုတာတိလာဒါပေမဲ့ကျွန်တော်ဘယ်ဖြစ်ပြကျေးဇူးတင်နဲ့ကျေးဇူးဆက်ပညာလိဘာလို့လဲတမာရီဆိုပါဝါကလည်းကျွန်တော်ဒီမှာအာမင်ကြလောကကြီးရှုပ်ကြလောကလောကမောဟအဲ့တော့ဒီသူပြောလိုက်တဲ့ဟာလေးခုဒါကြုံလို့ပါလောကနဲ့ကျွန်တော်ခုယုတ်တဲ့ကိလေသာပြလုတဲ့ကိလေသာခံရယုတ်တဲ့ကိလေသာကျွန်တော်လူစလူတွေတဲ့ကိုရအောင်ထည့်ပေးတယ်တို့ရင်ကိုယ်ခန္ဓာရဲ့ယုတ်တဲ့ကိလေသာသိမပေါ်ဘူးခုအဲ့တော့ပြလုတာပါကိလေသာခံရရင်ယုတ်တဲ့လူတွေကိုယ်ဆိုလူရတဲ့ကိလေသာလို့ထောင်ကြရင်ယုတ်တဲ့လောကမှာပြလုလို့ရှိရင်ဆရာဆရာမတွေကျောင်းသားတွေပြလုတယ်ပြလုတာဘယ်လိုလဲကိလေသာလို့ရိုက်ပါလေရိုက်ယုတ်တဲ့ယောက်ျားနဲ့မိန်းမတွေရန်ဖြစ်ကြတယ်ရန်ဖြစ်ကြတော့ကိလေသာနဲ့ရန်ဖြစ်တယ်ဒါပေမဲ့တယောက်နဲ့တော့ရိုက်ရင်ပါပြတယ်ယုတ်နဲ့ကိုရိုက်ကြတယ်ဟာဒီယုတ်နဲ့ကိလေသာတွေကလောကတွေဘလို့ပေါ်မနေဘူးဟိုဟာလဲမှာအဲ့တော့လောကအမြင်တော့ဘယ်လိုမှကတ်ဓမ္မစာကတ်စဒါပေမဲ့အဲ့ဒီဟာအဲ့ system တော့နားမလည်ဘူးကျွန်တော်ကကိုယ်ဘဝရဲ့လူတန်းမြင်ရအောင်ကျွန်တော်အဲကြောင့်မလို့ body weight ကြနေတာတော့မှာချကိလေသာ weight ချbody weight ကလောကတိကိုယ်စားရင်တော့ချင်းအမလေးချင်းဟန်မလို့ချင်ဘူးစားတာစားတာဖြစ်တာကိလေသာရှိသေးတယ်အဲ့တော့ဘလို့လုံးကြအဲ့တော့ body weight တဲ့တော့ကိလေသာ weight ချကြရင်ဘဝထဲမှာတကယ်ကြတကယ်ဖြစ်ကျွန်တော်အဲ့ဒါလောကမြင်ဓမ္မမြင်ဘဝအော်ဒီလိုတွေပါလားဆိုစတဲ့ system တခုကျွန်တော်သဘောပေါက်ဒါမှမဟုတ်ဒါတွေကျွန်တော်ပြောခဲ့တာတွေအားလုံးဒီ system ထဲမှာပဲဖြစ်တယ်ဒါပေမဲ့ဒီ system ကြီးကအခု2025ထဲမှာစပေါ်လာဒီစာအုပ်ရဲ့ဟွာတယ်နော်ဒါကြောင့်မလို့တခုခု system တခုတည်ဆောက်ဖို့ခက်အဲ့တော့ system တည်ဆောက်ပြီးရင်အဲ့ဒီ system တိုင်းတော့လိုက်လို့ကျင့်သုံးနိုင်မယ် mind power system နဲ့တည်ဆောက်မှလုံးဝလာလို့ရတယ်လိုက်နာတယ်ကျင့်သုံးရတာလွယ်အဲ့ဒီလိုက်နာကျင့်သုံးမှ power လို့ဟိုစကပုနိုင်ငံကြီးတို့တဲ့တော့ system တည်ဆောက်ပြီးသားအဲ့ဒီတိုင်းမလိုက်နိုင်တော့ဒါလူတန်းကိုရိုက်မယ်ဘာလုပ်မယ်ညာလုပ်မယ်ပေါ့နော်သူတို့ကအကုန်လုံးက power လည်းနောက်ကနေ enforce လုပ်လို့အဲ့ဒီ system ကြီးအဲ့ဒီ power နဲ့ operation လုပ် action လုပ်ပြီးတကယ်လုပ်နေလို့ရှိရင် success ရရတယ်ဒါဘယ်လုပ်ငန်းကိုမြင်တာအောင်ပြောပြတယ်ကိုယ်ခန္ဓာကိုယ်လည်းအဲ့လိုဒီဆောက် system ဒီဆောက်ဖို့လုပ်နေကြတယ်အဲ့ဒီ power တွေထည့် power တိုင်းကိုယ့်ရဲ့ action တွေလိုက်ကိုယ့်ဘဝ agent လုပ်ကြည့်ဒီလားသမာဓိပညာ system ရဲ့ power ရဲ့ action ဒီလိုဘောပေါက်နော်အဲကြောင့်မလို့ဒီဟာလေးတွေကိုကျွန်တော်တင်ပြပေးနေဖြစ်ပါနော်ကဲ coffee လေးတောက်ပါအောင် coffee လေးတောက်ပါအောင် coffee လေးတောက်ပါအောင်လို့လောကအမြင်အရာအဲ့ဝေပြုခဲ့မှုပါသည်ဒီတဲ့ဘာမှကိုမသိခဲ့ပါဘုရားရှင်ကျေးဇူးကြောင့်ဓမ္မအမြင်ကိုသိခွင့်ရပါသည်ဒါကြောင့်လောကအမြင်နောက်မှာဓမ္မအမြင်ကပ်ပြီးမြင်တတ်လာပါသည်ကော်ဖီတိုက်တဲ့နောက်ွယ်ကစေနာကိုနားလည်လာသောကြောင့်ဘဝအမြင်မှာကိလေသာနှင့်နှောင့်ယှက်မှုမှလွတ်မြောက်မှုချမ်းသာကိုခံစားသိမြင်လာခြင်းဖြစ်သည်ထို့ကြောင့်ဘဝထဲမှာစေတနာကိုနေရာတိုင်းမှာတန်ဖိုးအမြင့်ဆုံးထားပြီးကျင့်သုံးနေထိုင်တတ်လာပါသည်အဲ့တော့ဒီတော့လည်းကို coffee လေးတောက်ပါမှတင်ခဲ့ရကျိုးသူဆရာတရားနဲ့ဆရာက coffee တိုက်တာလေတရားနာပါတယ်ဆိုတော့ဆရာလည်း coffee တိုက်တာပဲပြောရတာပြဿနာနဲ့ကျွန်တော်ဗာတရားကိုမသိကြဘူးအဲ့တော့လောကအမြင်တော့ coffee တောက်ပါအောင်ဒါပေမဲ့အဲ့ခုလို system မသိခဲ့ဘူးလေကွာ coffee လေးတောက်ပါဟိုအဲ့တော့ပြည့်ညက်တဲ့ parliament ကိုထားပါတော့လိုပဲသွားတယ်သူက religious approach တွေတော့ဝင်သွားတယ်ဟုတ်အခုမှလူဘဝရဲ့ကို system တစ်ခုကျွန်တော်စတယ်တန်တန်လူတွေလိုက်နိုင်တဲ့ဟာကိုကျွန်တော် system တစ်ခုတည်ဆောက်အဲ့တော့ coffee တောက်ပါအောင်ဆိုဘဝထဲမှာလောကမြင်လိုက်နေနေတာပဲဒီဒါပေမဲ့အခုကျွန်တော်ကဓမ္မမြင်ကတ်တယ် coffee တိုက်တာပြောရတယ်စေနာတိုက်တာ coffee တိုက်တာလောကစေနာတိုက်တာကဓမ္မမြင်ကတ်
ဓမ္မမြင်တော့ဒီစေနာတွေကပေါ်ပြီးချုပ်တယ်လို့သူသိတော့ကော်ဖီတော့ပါအောင်လို့ပြောကြိုက်ပါပဲကော်ဖီစေနာပေါ်လဲပေါ်တယ်ချုပ်လဲချုပ်တယ်ရေနွေးလေးတော့ပါအောင်လို့ပြောကြိုက်ပါပဲရေနွေးစေနာပေါ်လဲပေါ်တယ်ချုပ်လဲချုပ်တယ်ဘုံလေးစမ်းပါအောင်လို့ပြောကြိုက်ပါပဲဘုံစေနာပေါ်လဲပေါ်တယ်တိချာကြည့်လို့တိချာစဉ်းစားမီးလေးနဲ့တဘာဝတရားရတယ်ပဲနောက်ကတက်စစ်မမြင်ရဘူးအဲ့မှာတက်စစ်ရှိလို့လင်းတယ်မလင်းတက်စစ်မရှိလို့ကျွန်တော်လည်းဗဇက်ကပြောလို့စေနာပတ်ဗဇက်ကပြောပြန်တယ်အဲ့စေနာမရှိတော့အတားရိုးရိုးလေးအဲ့တော့ကျွန်တော်ကမီးလင်းလာကြသိတယ်ဟုတ်လားမီးလာပြီမီးပြတ်သွားပြီနောက်ကတက်စစ်လာတယ်ဘာလို့လင်းတာကိုပိတ်တာကိုကြည့်တော့အဲ့ဒါကြတော့ကျွမ်းကြည့်နော်ကျွန်တော်တို့ဒီကားရဝယ်ရမလို့ရမနောက်ကစေနာမင်းရောက်ကျွန်တော်ပေါ်တယ်ချုပ်တယ်ဖြစ်ကဘယ်နေရာမှာကိုမသိဒီနေရာကဘာလို့ကြည့်ကျွန်တော်စဉ်းစားမယ်ကျွန်တော်ဒီလောက်ပြင်းနေကျွန်တော်သိတော့ကျွန်တော်တို့လူမျိုးတွေကအဲ့လောက်ကျင်းတဲ့ပေါင်းမလုပ်နိုင်အဲ့လောက်မတက်နိုင်အဲ့တော့ကျွန်တော်ဘာမှလုပ်လို့မရဘူးဒီနိုင်ငံကစိတ်တက်ကတက်ဒီနေရာที่စိတ်တက်မှာမပေါ့အဲ့လိုများပေါ်တယ်ဒီစေနာပေါ်ပြီးချုပ်တာလို့တကယ်သိပါတယ်ဒီစေနာငါစေနာဟုတ်ဖြစ်ပြတာစေနာဖြစ်ပြနောက်ကတရိယာမြင်သွားတော့ဉာဏ်ပါလေပိတ်လို့ပြလောဘစွန့်ဉာဏ်စွန့်တရိယာမှန်တဲ့ဟာဉာဏ်ကစွန့်လောဘစွန့်ဒီလောဘစွန့်လို့လောဘနဲ့ပဲရောက်နေတယ်ရောက်ဟောဒါဗုဒ္ဓဘာသာကြီးကပြောရတယ်မမကဲကအမြင်တစ်ခုလည်းပြောလိုက်လို့တယ်နောက်ပွဲတွေဘာမှမရှိဘူးလို့လည်းกินနေကိုလုံးတဲ့စိတ်နဲ့တရားရမယ်ပြေးလိုက်ပြန်ပြောင်းနေတယ်ရှိဘူးကိုဘက်ကလောက်လုံးပြောက်သွားပြောချင်တာဒါပေမဲ့မကဲတဲ့မြင်တစ်ခုရတဲ့အတွက်ကိုအဲ့ဒါလည်းပြောရသေးတယ်ကျွန်တော်ကဇလန်စတူဒီယိုအများကြီးကိုဖွင့်နေပါဇက်ကအဲ့လိုပြောချင်တော့မပြောင်းတာကိုယ်တိုင်ဘဝအမြင်တစ်ခုပြောင်းအောင်ထိကျွန်တော်မကြိုးစားအဲ့ဒါလည်း system ကိုအားနေလို့လောကမြင်ဓမ္မမြင်ဘဝအမြင်ထိလို့ဒီထိမသွားနိုင်ဘူးစွဲနိုင်ကျွန်တော်ကဉာဏ်က complete set ကဒီထိမရောက်ခဲ့ခုကျွန်တော်ဒီထိသိသိပြီလေဒီလိုပြောင်းအဲ့ပြောပြအောင်ရောက်ွယ်တွေကသူကလမ်းဘေးကကလေးတွေကူညီပေးတယ်လမ်းဘေးက street children တွေကူညီတယ်ဒါရဲ့ကူညီတာတော့ပြောသေးတယ်ဘာပြောလဲဆရာနဲ့စကားပြောပြဿနာအဲ့ဒါတက်တော့သူတို့ကဆရာစေနာနဲ့ပြောတယ်သူတို့ကဘယ်လိုမြင်လဲသူတို့ဖတ်တာတို့လည်းလူကပြောတယ်ပြည့်တယ်နေရပါဆရာဟာလာပြီဇလန်းကအဲ့ဒါကြာလာပြီ street children တွေဒီတော့ဘာပြောလဲဆိုလောကမြင်တော့ကောင်းတာမကောင်းတာလောကမြင်ကျွန်တော်ပဲမကောင်းတာလေဟာဘေးကလူလည်းဟာဆရာပဲမကောင်းတာဖြစ်တယ်တက်တာအများနဲ့ကြော်ဒီလူကပဲနိုင်ပါပဲပြီးရတော့ဟောနိုင်ပြီးရဒီမိုကရေစီခေတ်ကိုပဲရမှာအများနိုင်တာပဲဆရာအဲ့ဒီလေးကူလာတယ်အမေကျမဘာမှမပြောနိုင်ပါဘူးဟာပြဿနာစပြီးအေးစကားတော့တို့အေးလောကတော့ okay တာဟောဘာမှမပြောနိုင်ပါဘူးဆိုတော့ဘေးကလူလည်း okay ပေါ့ကိုက okay ဘာမှမမျော်လင့်ပါဘူးဆိုလမ်းပြက်ကလေးဘာမျော်လင့်စရာရှိလို့ဒီစကားပြောတာဟုတ်လားဘာမှမမျော်လင့်ပါဘူးဆိုတာကမျော်လင့်တာတခုထိုင်နေရှိနေသူကစဉ်းစားလို့ဒီတန်ထွက်တာသူကပြောကြည့်တာကိုယ့်ဘက်နိုင်ရကိုဘက်ကနိုင်ရတဲ့ဒီမှာပြန်လာတာလေဟုတ်လားမမျော်လင့်ပါဘူးဆိုတာမျော်လင့်တဲ့တခု dimension ရှိလို့ဒီမမျော်လင့်ဘူးတဲ့ပြောကြည့်တာအဲ့ဒါဘာကိုပြောပြတယ်အနတ္တဆိုတာဆရာပြောပြခုနကစေနာငါစေနာမဟုတ်ဘူးမှန်သိပေါ်ပြီးထုတ်တယ်ငါစေနာကိုမြင်တော့အဲ့ပေါ်မှာလောဘမရှိဘူးအမှန်မြင်လို့မောဟနဲ့အမှန်မြင်လို့လောဘမရှိဘူးလောဘရှိကိုစိတ်လေးအေးချမ်းတယ်လားမပြောနဲ့မောဟအမှန်ကိုမမြင်လို့လောဘကြီးနေအဲ့အေးချမ်းနေရာလေးကိုဘာဖြစ်တွဲနေပြောနေတာကတိတ်ငွေလုံးလို့အမှန်ကိုမြင်မှရှင်းရှင်းလင်းလင်းမှမောဟမရှိဘူးဆိုတော့ကျွန်တော်ကပေးတဲ့တိုင်းလို့ရတယ်ဒီနေရာအဲ့တော့ဘာပြောချင်တာလဲမရှိပြီလေဘာမှရှိဒါပေမဲ့လည်းလောကရဲ့နေရာမှာအကြောင်းပြည့်စုံအကျိုးကလာလို့လားလောဘမပါဘဲနဲ့အဲ့ဒီအကျိုးခံစားခွင့်ရဒါပေမဲ့အဲ့ဒီအကျိုးကိုကျွန်တော်ဘာမှမညှိမျောလဲမမျောအဲ့လိုလောဘကင်းပြီးတော့အကျိုးတရားတစ်ခုကိုရမယ်လို့
လေတိအဲ့နဲ့ဘာကိလေသာမဟုတ်ဘူးဒါကိုရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုပြောဘူးရှင်ပြနိဗ္ဗာန်ရတာဒီခန္ဓာကြီးကိုအဲ့တော့ရှင်ပြပြိဋိဘံပြုရင်နိဗ္ဗာန်ကိုလိုချင်ဘူးလားဒီခန္ဓာကြီးမရှိတော့နိဗ္ဗာန်ရတော့မှာပဲဒီခီးဆုံးကတော့ချမ်းသာတယ်ဒီခန္ဓာဆုံးကြီးချမ်းသာတယ်အဲ့ဒီတောင်းတတယ်အဲ့လိုလည်းမနေပါဘူးတဲ့ဘာနဲ့တူလဲဆိုလာခစားတွေလို့ပဲကိုအလုံးလုံးတဲ့ဒီအကြောင်းပြင်ဒီလာခရတာတို့သွားထုတ်လိုက်တာပဲလေဒီလာခကြီးပေါ်မှာလိုချင်တတ်မဲ့တယ်ဆိုစိတ်ကြီးပြပုံမှန်ပဲဒီလောက်ကတောက်ထုတ်တယ်ဒါပေမဲ့မောဟရှိလို့ဆိုတာအဲ့လိုမသိဒီအကြောင်းလို့ဒီအကျိုးရမှာသိကြတာအဲ့ပါတက်မဲ့ခြင်းအဲ့ကိုယ်တိုင်ခံစားဦးမှာဒီလောဘငြိမ်းတဲ့ပုံသားလေဒါမှမဟုတ်ဆရာဘာခံစားဦးလဲလို့မေးလို့ရှိရင်တော့ပြောတယ်လောဘငြိမ်းတဲ့ဟာကိုခင်ရှင်းလို့မခံစားဘူးလေသူမပြောနိုင်ဘူးအဲ့လိုသူလည်းမရှင်းတော့ဘူးပြောမှာပေါ့ဒီလောက်ဒီလက်ကရဒီမှာဆန်းတယ်ဒါသွားထုတ်လိုက်တာဒီလိုပဲဖြစ်ဒီအရင်က clarity မရှိဒီလိုအကြောင်းအကျိုးဆိုရဲပညာရဲ့တိုင်းပဲရှင်းရမသိရသူပြောမပြပညာရဲ့တိုင်းပဲရှင်းသူသိတာကြီးကဘာမှပြောစရာတောင်းမရှိဒါမှမပြောတယ်ဒါကိုသိအဲ့တော့ဆရာရဲ့လမ်းပြကလေးတွေညာဘာမှမမျောလဲပါဘူးဘာမှမမျောလဲပါဘူးဆိုတဲ့ထွက်စရာကိုမလုပ်စဉ်းစားတင်တိုင်းနိုင်တယ်မျောစရာလဲအကြောင်းဖြစ်ကလေးဒီကလေးတွေဒီအကြောင်းပြည့်စုံတယ်အကျိုးအချိန်မှာတော့သူလာအောင်ဒါကိုထည့်ပြောစရာတော့that's right ပြောနေတယ်ဆိုတဲ့ကွာဒီလိုမှန်ကိုလားဘောမပေါက်လို့ပြောရှင်းကြောက်လေသူ့ချောင်းပြောမပြောနိုင်မပြောနဲ့တီးပြီးလား that's right တီးပြောစရာကိုလို့ပြောနေရတယ်ဆိုရဲကသူကြီးလို့ပြောတယ်ဒီလိုပြောတယ်သူ့ထဲမှာသူအဲ့လိုငါတို့ကသူရင်စင်ကြယ်ပါတယ်ဆိုတော့အဲ့စင်ကြယ်ပါတယ်လို့ပြောတာကကုန်ပြန်တယ်ငါတို့ကမမျော်လင့်ပါဘူးဆိုတော့ဖြစ်အဲ့မမျော်လင့်ဘူးဆိုတာပြောရတာကသူကကုန်ပြူနေတာအဲ့တော့မျော်လင့်ကြည့်ရအောင်တားသိဝေလုံးမှာပြောနေတာလောဘရဲ့ဆက်ဆိုမခံစားဘူးသူပြောရတာတကယ်မမျော်လင့်ဒါပေမဲ့အဲ့မမျော်လင့်ဘူးဆိုတဲ့အပေါ်မှာပါပြန်ပြီးကုန်ပြန်ပြီးတော့ပဲတားသိဝေကြီးနေဟာမလွတ်ဘူးကြီးတာမလွတ်ဘူးကြီးမယ်လည်းမသိဘူးမကြီးမယ်လည်းမသိပြောကြည့်တာဆရာတို့ကကြားလိုက်တယ်ဆက်စားချာချင်းရစဉ်းစားကြမလို့လောကမှာမစင်ကိုကြားဘူးကြားဘူးပြီးရင်တစ်စက်ပြင်ပါဖြစ်တယ်ထမင်းပကံကြီးလည်းတစ်စက်ကြတယ်သဝင်မွေးတည်လည်းကြတယ်ဘာဖြစ်အဲ့တော့စဉ်းစားတော့ကြာရတယ်ကိုယ်စင်ကြယ်စဉ်းစားဖြူးနေရပေါ့မဲတဲ့တစ်ချက်စွန့်ကြည့်ချက်ချင်းဒီလိုခံစားဒါနောက်ကြတော့ဒါမဲ့ဆရာနဲ့စကားကောင်းကြာမှတိတ်ကောင်းတယ်စကလုံးကစားတယ်ဟာသူတို့ကဒီလိုဆရာနဲ့တော့စကားမယ်တော့နိုင်ပိုင်းနိုင်ရှိတော့ကိုဘယ်မှာအဲ့ချနေတာသူတို့လည်းမနိုင်နိုင်တော့တွေးတာမရဘူးကိုဘယ်ကသိတယ်ဆရာလည်းသိတယ်သူတို့လည်းမနိုင်နိုင်နဲ့တွေးတယ်ဒါပေမဲ့သူကဖွင့်များတယ်သူကဘေးမှာစစ်တယ်သူကကိုချစ်တဲ့ရောက်ပြီးတော့တွေးတာလည်းသူလည်းပြေးပါဒါလည်းလောကသဘာဝပဲဒီလိုပဲမြင်လာတာနော်ဒါလေးကိုပြောပြတာပါအဲဒါကြောင့်ဒီလောကမြေဓမ္မမြေဘဝမြေဆိုတဲ့ဟာလေးတစ်ခုပေါ့နော်ဆရာတို့ဘာတိဒီလိုရှိတော့မေးဟာကြည့်နိုင်ကိုယ့်ဘဝမှာဖြစ်တယ်ပြည့်စုံတယ်လို့ခံစားမှာဖြစ်ပါနော်အားလုံးကျေးဇူးတင်ပါတယ်လောကအမြင်ဓမ္မအမြင်ဘဝအမြင်များပြောင်းလဲခြင်းပေါင်းစင်ခြင်းဟောကြားဆွေးနွေးပြီးသွားပါတော့ဆရာကြီးဒေါက်တာဦးစုနိုင်အထူးပင်ကျေးဇူးပြုရှိပါတယ်ခင်ဗျာတရားဝဲဒုတိယပိုင်းအား10နာရီ10မိနစ်မှာပြန်လည်စတင်မှာဖြစ်ပါတယ်ဒုတိယပိုင်းတရားဆွေးနွေးမစတင်ပြီးဓမ္မမရှင်များမှာပြည်တော်ပြည်သူများကိုကျွန်တော်ရဲ့ဆွေးနွေးမှာလာရောက်နေထားပြီးပြပြရပါတယ်တရားဝဲပရမပိုင်းအားဘုရားသခင်စီရတဲ့တူ3ကြိမ်ပြီးဆိုပြီးပြကြရနာပါမှာဖြစ်ပါတယ်ဘုရားသာသနာစီရတဲ့တူဘုရားသာသနာစီရတဲ့တူဘုရားသာသနာစီရတဲ့တူအာသုအာသုအာသုမမရှိတာခင်ဗျာမနေ့ကလည်းလို့စနေနဲ့တနင်္ဂနွေမှာဓမ္မလိုင်းရံစင်တာမှာဆရာကြီးရဲ့တရားဆွေးနွေးပွဲရှိပါတယ်ဒီစာအုပ်ကိုကံကျွန်တော်ဆွေးနွေးမှာဖြစ်တဲ့အတွက်ဒီစာပရိသတ်လာပြကြဖို့ပြတာရခံပါတယ်ခင်ဗျာ
တရားလို့ပြောပြီးတော့ဘယ်ကြတာလဲတော့ရတယ်မရတော့မဲ့တော့ဘာခံရတယ် ဟောလာဒီမှာရုပ်ပြီးတော့တောင်း